皆さんこんにちは UJLC のイメミャです。ဒီနေ့ဗီဒီယိုမှာတော့ဂျပန်ဘာသာကိုအခုမှစပြီးလေ့လာမဲ့သူတွေအတွက်ဂျပန်တရနဲ့ပြီးအကြောင်းတွေကိုမြန်မာဘာသာလေးနဲ့တင်ပြခြင်းပါတယ်။အဲ့တော့ပထမဦးဆုံးကျမတို့ဘာသာစကားတစ်ခုကိုဘယ်ကနေစပြီးလေ့လာမလဲဆိုတဲ့မေးခွန်းလေးကိုဖြေကြည့်ပါဦး။ဖြေရ1လား2လား3လားဟုတ်ပါတယ်အတန်ကနေစပြီးတော့လေ့လာမယ်ကျမတို့ grade 1ကျောင်းစတက်တဲ့ခါကျရင်တော့ကာကြီးခါခွေးဂငယ်ကာကြီးငဆိုပြီးတော့ကျမတို့အခရာတွေကနေစပြီးတော့လေ့လာပါတယ်နော်ဒါပေမဲ့ဒီအခရာတွေကိုစပြီးတော့မလေ့လာခင်မွေးကလေးကနေပြီးတော့အသက်9နှစ်6နှစ်အရွယ်ထိကျမတို့ကနေ့စဉ်အတန်တွေကိုနားထောင်ပြီးတော့အတန်တွေကိုလိုက်ပြောပြီးတော့2နှစ်လောက်ဆိုရင်ဒါနည်းနည်းပြောနိုင်လာပြီတချို့ဆို1နှစ်ကျော်ကလေးကမမမန်မန်ဒါမျိုးပါစပ်ပိတ်တဲ့အတန်ပေါ့နော်ထွက်လို့လွယ်တဲ့အတန်တွေကိုစပြီးတော့ကလေးတွေကပြောလာမယ်3နှစ်လောက်ဆိုတီတီတတပြောလာမယ်ဒါတွေအကုန်လုံးကိုသူတို့ကအတန်ကနေပြီးတော့သင်ယူထားတာဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျတော့grade 3လောက်ထိရတရားကိုတိတ်ကောင်းကောင်းမပြောနိုင်ကြဘူးပေါ့နော်အလဲတန်းလောက်ရောက်ရင်တော့ဒါတရားပိုင်းတွေကိုလေ့လာကြတယ်အဲ့တော့မြန်မာစာမှာတရားမတက်ရင်စာမတက်ဘူးဆိုတဲ့ဆိုရိုးရှိတယ်ဆိုပေမဲ့ကဘာဥစာတွေကတရားစပေါ်လာပြီးတော့မှဘာသာစကားပေါ်လာတာမဟုတ်တဲ့အတွက်ကြောင့်ဘာသာစကားတစ်ခုကိုဘယ်ကစပြီးလေ့လာမလဲဆိုကျမတို့ကအတန်အဓိကပဲဒါကြောင့်ကာကြီးခါခွေတွေမရေးတတ်ဘူးမပြောတတ်ဘူးတရားတွေမသိဘူးဆိုလည်းပဲအတန်ကနေပြီးကျမတို့ဘာသာစကားကိုသင်ယူလို့ရတယ်အဲ့တော့ grammar နောက်ကိုကတိတ်လိုက်နေပြီဆိုရင်တော့မဟုတ်သေးဘူးကိုကအတန်ကနေပြီးတော့အကောင်းဆုံးအတူယူပြီးတော့ပြောနိုင်ရင်ဘာသာစကားတစ်ခုကိုလေ့လာလို့ရပါပြီโอเคဒါဆိုရင်ကျမတို့သိတဲ့ဘာသာစကားတွေနဲ့ပဲအတန်တွေကိုကြည့်ကြည့်ရအောင်အဲ့တော့နံပါတ်1ဒီအတန်လေးကိုထွက်ကြည့်ပါဦး at ဒါလေးရော cat ဒါလေးထွက်ကြည့်ပါဦးအတန်ထွက်ရတာခက်နေပြီဘာဖြစ်လို့အတန်ထွက်ရတာခက်တာလဲစဉ်းစားကြည့်ပါဦး AT တုံးကလည်းletter နှလုံးပါတယ် CT မှာလည်းနှလုံးပါပေမဲ့ C ကထွက်ရခက်တာဘာလို့ထင်လဲ vowel မပါလို့ပါ AEIOU လို့ခေါ်တဲ့တရအခရာမပါရင်ကျမတို့ကသူ့ကြည့်ပဲအတန်ထွက်ရတာခက်ပါတယ်ခေဒါဆိုရင်ကျမတို့ basic vowel မှာ AEIOU ဆိုပြီးတော့အင်္ဂလိပ်တရကိုကျမတို့လေ့လာခဲ့ကြတယ်ခေဒါဆိုရင်အဲ့ဒီ AEIOU ဟာဂျပန်ဘာသာမှာတရအနေနဲ့ပါနေလားဘယ်လိုတန်တွေထွက်လဲဆိုတော့ကျမတို့ဆက်ပြီးကြည့်ကြမယ်နော်အဲ့တော့ပထမဆုံးကျမလူတိုင်းရင်းနှီးနေတဲ့ဂျပန်ဘာသာစကားလုံးလေး word လေးတစ်လုံးပေးမယ်အဲ့ဒီထဲမှာ vowel ဘယ်နှလုံးပါလဲကြည့်ရအောင်နှလုံးပါတယ်နော်အဲ့တော့ကျမ consonants တွေကိုအမဲနဲ့ဖော်ပြပြီးတော့မြင်သာအောင် vowel အနီလေးနဲ့ပြထားတယ်ဒါဆိုအတန်ထွက်ကြည့်ပါဦးစုရှိဒါဆိုရင်ဆိုရဲဘီးတန်တွေကိုဖျောက်ပြီးတော့တရကြီးပဲထွက်ကြည့်မယ်ဦးဤတရဆိုကျမတို့အတန်နဲ့ထွက်လေးရှိတယ်နော်ဦးဤโอเคနောက်တစ်လုံးကြည့်ရအောင်ဘီးတရလေးတွေစဉ်းစားကြည့်ရအောင်ဖတ်ကြည့်ပါဦးအာဂျီနိုမိုတိုအာဂျီနိုမိုတိုဒါတွေကကျမတို့ဂျပန်စကားကိုမပြောနိုင်တဲ့သူလည်းအကုန်လုံးသိတဲ့ဝေါ်ဟာရာတွေဖြစ်ပါတယ်ဒီထက်မှာကျမတို့ vowel က9လုံးပါပေမဲ့3မျိုးပေါ့နော် a e o ဟုတ်ပြီနော်အာဂျီနိုမိုတို vowel ကြီးပဲဖတ်ကြည့်မယ် a e o o o ကဲနောက်တစ်လုံးကြည့်ရအောင်တန်ထွက်ကြည့်ပါဦးคาราโอเกะคาราโอเกะ vowel လေးလုံးပါတယ် a o e e လို့ e လို့ k ကာရာโอเคကာရာโอเค e လို့ a လို့နဲ့ e ဆိုတဲ့အတန်မျိုးလေးပေါ့နော်ဒါကတော့နန်းကြီးတို့မုံတီတို့လိုမျိုးအလုံးလေးပေါ့စားစရာနာမည်ပါခောက်ဆွဲလို့ပဲပြောရမလားဂျုံနဲ့တော့လောက်တာပေါ့နော်တန်ထွက်ကြည့်ပါဦးဥဒိုဥဒိုdon ကိုပေါင်းမိတန်ထွက်ရင်ဒိုဒွန်ဥဒွန်ဥအိုဆိုပြီးတော့ဥဒွန်ဆိုပြီးတော့ထွက်ပါတယ်။ကဲနောက်ဆုံးတစ်လုံးကြည့်ရအောင်ဒါကတော့အားလုံးသိတဲ့ brand နာမည်ပေါ့နော်ကား brand နာမည်ဖတ်ကြည့်ပါဦးတိုယိုတာအိုโอเคဒါဆိုကျမတို့လည်းသူတို့ရဲ့စကားလုံးတွေထဲမှာတရတွေကိုရှာဖွေပြီးသွားပြီ
စစ်ကြည့်မယ်ဆိုရင်သူလည်းပဲ AEIOU ပဲဖြစ်ပါတယ် AIUEO ဆိုတဲ့အစီအစဉ်တိုင်းလေးနဲ့မှတ်ကြမယ်နော်ကဲဒါဆိုရင်ကျမတို့ Japanese vowel တွေကိုလေ့လာပြီးသွားပြီဆိုရင်သူတို့ vowel တွေနဲ့ကျမတို့အတန်တွေကိုရရလားတစ်ခေါက်ထပ်ပြီးစစ်ကြည့်မယ်နော်အဲ့တော့ဂျပန်တရကိုအင်္ဂလိပ်တရလိုမျိုး AEIOU နဲ့မစင်ဘဲနဲ့ AIUEO ဆိုပြီးတော့သူတို့ရဲ့ဇယားဆင်ထားတဲ့အတွက်ကြောင့်မလို့အစီအစဉ်ကို AIUEO နဲ့မှတ်ထားပေးပါအတန်ကတော့ A E U E O လို့တန်ထွက်ရပါမယ်โอเคဒါဆိုဒါလေးကိုဒီတရအတန်ထည့်ပြီးဖတ်ကြည့်ရအောင်အဲ့တော့ကျွန်မတရအတန်ပဲရင်ဖတ်မယ် E U E ဘီနဲ့တွဲမယ် G Bu Ri နာမည်ကျော် animal company เนาะတိုတိုရိုတို့ပါတော့ရိုက်တဲ့ company နာမည်ပဲဖြစ်ပါတယ် G Bu Ri နောက်တစ်ခုဖတ်ကြည့်ပါဦးတရအနဲ့အဲနဲ့ပါတယ်တန်တွက်ကဘက်ဆိုတာကဝင်ကြီးချုပ်ရှင်စောအဘက်ရဲ့နာမည်ဖြစ်ပါတယ်နောက်တစ်ခုဖတ်ပါဦးအင်္ဂလိပ်လိုဆိုရင်တော့ MAD က mate လို့အတန်ထွက်ရမှာပါဒါပေမဲ့ဂျပန်တန်နဲ့ဖတ်ပါမတဲ့ဥခဲဒါ voice left drama တွေကြည့်ရင်တော့ဒီစလုံးမျိုးကအရင်ပဲရှင်းနေတယ်เนาะနောက်တစ်ခုဒီမှာတရတန်က၄လုံးရှိတဲ့ကြောင့်၄တန်ပေါ်အောင်ဖတ်ပါမယ်ဒိုရာအဲမွန်အင်္ဂလိပ်လိုဆို ray လို့အတန်ထွက်ပေမဲ့ဂျပန်မှာတော့တရနှစ်ခု vowel နှစ်ခုရှိတာကိုကြည့်ရအောင် true vowel ဆိုတော့တတ်စီဖတ်မယ်ရာအဲဒိုရာအဲမွန်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 အဲ့တော့ဒိုရေမွန်မဟုတ်တော့ဘူးဂျပန်တန်မှာဆိုရင်ဒိုရာအဲမွန်โอเคဂျပန်တန်နေနဲ့အတန်ထွက်ကြည့်ပြီးတဲ့နောက်မှာကျမတို့က mouth position တွေကိုကြည့်ကြမယ်နော်အဲ့တော့အတန်တစ်ခုထုတ်တော့မယ်ဆိုရင်ကျမတို့မှာ place of articulation နဲ့ manner of articulation ဆိုပြီးအတန်ထွက်တဲ့နေရာနဲ့အတန်ထွက်တဲ့အမူအရာဆိုပြီးတော့နှစ်ခုကိုfocus လုပ်ပြီးကြည့်ရမယ်ပေါ့နော်အဲ့တော့ပထမဆုံးဒီမှာကတော့manner လို့ပြောရမှာပေါ့နော်ဒီပါဇက်ရဲ့ position ဘယ်လိုထွက်လဲဆိုတာကိုကြည့်အောင်အဲ့တော့ဆိုတဲ့ဟာဒီပါဇက်ကျဲဟပါတယ်အဲ့တော့ကျမတို့တွေပါဇက်ဟတယ်ဆိုတော့ကျမတို့ပါဇက်ကအကျဲဆုံးဟနိုင်တဲ့အချိန်ဆိုတာတန်းတဲ့အချိန်ပေါ့နော်ပါဇက်ကိုတန်းကြည့်လိုက်လားမသိဘူးနော်အကျဲကြီးဟာတာအဲ့ဒီအကျဲကြီးထဲနည်းနည်းလေးတော့လျော့မယ်လက်သုံးလုံးကို down လိုက်ထားရင်တော့ကျဲနိုင်တဲ့ပမာဏနဲ့ပါဇက်ကိုကျဲဟတဲ့ဟာအတရရဲ့ position ဖြစ်ပါတယ်ဆိုလို့ရှိရင်တော့သွားနှစ်ခုဟာထိယုံနီးပါစီပြီးတော့ပါဇက်ကိုကျဲလေးချဲ့ထားတာကိုလို့အတန်ထွက်ပါမယ်ဥဟာကြတော့နှာခမ်းလေးကိုရှေ့ကိုထုတ်ပြီးလို့ရှင်ထွက်လို့ရပါပြီအာအီဥအားကြတော့လောက်ဘေးကိုမကားပဲနဲ့လက်တစ်လုံးလောက်သွားနှစ်ခုကြားမှာနေရာရှိတဲ့အနေအထားနဲ့ဖွင့်ပြီးတော့လို့တန်ထွက်လိုက်ပါမယ်စီထားရင်ပါဇက်ကဘေးကိုကျဲနေပြီးတော့နည်းနည်းဟာတာနဲ့ပါဇက်ရဲ့အလျားကနည်းနည်းလေးတူသွားတယ်ပေါ့နော်အဲ့တော့ဒီ position လေးနဲ့လို့တန်ထွက်ပါမယ်ကတော့ပါဇက်ကို rounded shape ကျမတို့မှာလည်းဆိုတဲ့တရာရှိရတဲ့အတွက်ကြောင့်မလို့ဆိုပြီးတော့ကျမတို့ကတုံးနဲ့ပေါင်းပြီး3တန်အောင်ရှိရတဲ့အတွက်ကြောင့်ဒီအတန်မခတ်ဘူးပါဇက်ကိုဝိုင်းကလေး rounded shape လုပ်လိုက်ရင်ရပြီမြန်မာလူမျိုး native speaker တွေအတွက်သတိထားရမှာကတော့တန်မှာကျမတို့ရဲ့ကပေါ့ပထွက်လို့ရတယ်သူတို့ရဲ့ကကျမတို့ထွက်တဲ့နေရာတက်ပို့ပြီးတော့ပါဇက်ကိုကျဲလေးဟရမယ်လို့မှတ်ထားပေးပါဒါကတော့လူပုံစံမှာနမူနာကြည့်နိုင်ပါတယ်โอเคဒါပြီးရင်ကျမတို့ place of articulation လို့ခေါ်တဲ့အတန်ထုတ်တဲ့ tongue grind တွေကိုကြည့်ကြမယ်ပေါ့နော်အဲ့တော့အတန်ထုတ်တဲ့နေရာမှာကျမတို့ကဒီmakeup color လို့ပြောရမလားဒီချဲအယောင်ချဲထားတဲ့ဟာကရှာဖြစ်ပါတယ်ပါဇက်ထဲကဒါကတော့ရှာရဲ့အရှေ့ပိုင်းဒါလေးကရှာပြားထိတ်ကလေးပေါ့ဒါကတော့ရှာရဲ့အနောက်ပိုင်းပေါ့နော်ဒီလိုမျိုးရှာရဲ့အနောက်ပိုင်းအဲ့တော့ဒီထဲကပါဇက်ထဲကရှာကိုဒီမှာ grab နဲ့ဖော်ပြလိုက်တာဖြစ်ပါတယ်ပြီးရင်ဒီအပေါ်ကတော့ပါဇက်အကျဉ်းဆုံးပိတ်တဲ့နေရာဖြစ်ပြီးတော့ဒါကတော့ပါဇက်ကိုဟနိုင်သမျှဟာတဲ့အကျယ်ဆုံးနေရာဖြစ်ပါတယ်
ဒီထဲမှာ graph အနေနဲ့ကတော့ကျမတို့ကတဝက်ချင်းနေရာနှစ်ခုကို line တာထားတယ်ဒါက international phonetic alphabet တွေကိုဘယ်နေရာမှာရှိတယ်လို့ဖော်ပြဖို့အတွက်ပညာရှင်တွေကတီထွင်ထားတဲ့ graph ပဲဖြစ်ပါတယ်အဲ့ဒီ graph မှာကြည့်မယ်ဆိုလို့ရှိရင်အလယ်မှာရှာရဲ့အလယ်ပေါ့နော်ရှာရဲ့အလယ်ပိုင်းရှိမယ်ရှာအရှိရှာနောက်ဒီမှာဆိုရင်တော့လေချောင်းပဲရှိတော့မယ်ပေါ့နော်ဒါကတော့လေချောင်းပေါ့အဲ့တော့ရှာပုံစံနဲ့ကြည့်မယ်ဆိုကျမတို့ရဲ့ခုနကတော့ပထမဆုံးဆိုတဲ့အတန်ဘယ်ကိုရောက်နေရလဲကြည့်ရအောင်ဆိုတာပါဇက်ကိုတန်းတလောက်ကျဲတဲ့အကျယ်ဆုံးရဲ့နည်းနည်းလေးလျော့နေတယ်ပြီးရင်အလယ်ပိုင်းကနေထွက်တယ်ဒါကြောင့်မလို့ပါဇက်ကိုကျဲလေးဟာပြီး mouth cavity ထဲမှာရှာကအပေါ်နဲ့လည်းမထိဘူးလွတ်ကျွတ်နဲ့လေကိုထုတ်ပြီးတော့ထွက်တဲ့အတန်ကိုလို့ခေါ်ပါတယ်မြန်မာတွေရဲ့ကဒီ graph အရာဆိုရင်ဒီနားလေးရောက်ပါတယ်သူကအဲ့လောက်ပါဇက်မကျဲပါဘူးတဝက်ချင်းရဲ့ဂျားထဲမှာမြန်မာတွေရဲ့တရာကိုထွက်တာပါဒါကြောင့်ကျမတို့ကမြန်မာတရာထက်ပို့ပြီးတော့ပါဇက်ကျဲရမယ်ဆိုတာကိုမမေ့ပါနဲ့ကဲပြီးတော့ခုနအစီအစဉ်တိုင်းဆိုလို့ရှိရင်တော့ ကိုကြည့်ရအောင် ကျမတို့ရဲ့ ကရှာသည်သွားနဲ့အဲ့လောက်မနီးပါဘူးမြန်မာဒါပေမဲ့ဂျပန်တွေရဲ့ကတော့ရှာကအပေါ်သွားနားကိုထိယုံမတက်လို့ပြီးသွားလေးကရှာလေးကခုံးနေတာကိုတွေ့ရပါမယ်အရှေ့ပိုင်းကနေထွက်တာဒါကြောင့်ဒီတန်လေးကိုရှာနာထိသွားကိုထားပြီးတော့ထွက်ကြည့်ရအောင်အဲ့တော့ကျမတို့ကရှာနာကိုသွားမထည့်ပဲလေလို့ထွက်လို့ရနေတဲ့အတွက်ကြောင့်အဲ့နေရာမှာဟာကျမတို့ရဲ့ဘာသာစကားနဲ့ဆိုရင်နဲ့နည်းနည်းဆင်ပါတယ်လို့ထွက်ကြည့်ရင်ရှာလေးပေါ်တက်လာတာကိုသတိထားမိခံစားမိမယ်ထင်ပါတယ်ဒါကြောင့်လို့ဆိုပေမဲ့နဲ့နဲ့ကြားတဲ့အတန်မျိုးနဲ့အဲ့လိုထွက်ပေးပါပြီးသွားလို့ရှိရင်ကတော့ကျမတို့နှာခမ်းလေးကိုရှေ့ထုတ်လိုက်တယ်ပါဇက်ကတဝက်ကျင်းတဲ့အထိတောင်မှပဲဖွင့်စရာမလိုဘူးအကျင်းဘက်နဲ့တဝက်ကျင်းရဲ့ဂျားထဲမှာရှိမယ်အတန်ကလည်းပဲရှာရဲ့အလယ်ပိုင်းမှာနည်းနည်းလေးနောက်ဘက်ကိုရောက်နေတဲ့အတန်မျိုးနဲ့ထွက်ပါမယ်အဲ့တော့ကျမတို့ကအဲ့လိုရှာကိုတတိမထားဘဲနဲ့လို့လည်းထွက်လိုက်လို့ရပါတယ်ရှာပြားကြီးနဲ့ဒါပေမဲ့ဂျပန်တရဟာရှာပြားကြီးနဲ့ထွက်တာမဟုတ်ပါဘူးရှာအနောက်ပိုင်းဟာနည်းနည်းခုံးနေတဲ့အတန်မျိုးနဲ့အဲ့လိုအတန်မျိုးထွက်မယ်တရာကိုကြည့်ရအောင်တရာကျတော့အတန်ရှေ့ကိုရောက်သွားပြီခုနဆိုတဲ့ပါဇက်ထက်ပိုပြီးတော့ကျဲတဲ့ဘက်ကိုရောက်ပြီးဖွင့်မယ်တဝက်ချင်းအလယ်လောက်မှာထွက်တာကတော့ရှေ့ပိုင်းနဲ့ပဲထွက်မယ်နော်အဲ့တော့ရှာတော့ကလို့ကျမကနည်းနည်းပြောခဲ့တဲ့သွားနောက်ကရှာလေးကသူကပြေလေးပဲကျမတို့ဗမာတွေထွက်တဲ့အတန်မျိုးပဲပြန်ဖြစ်သွားပြီနောက်ဆုံးကတော့ဆိုတဲ့အတန်လေးပါအဲ့ဒီလို့ခေါ်လိုက်ရင်ကျမတို့ဟာလဲချောင်းလေးကိုညှစ်ပြီးထွက်ရတယ်လို့အတန်မျိုးခံစားရတယ်နော်အဲ့ဒီကို WO လို့ဘာလို့ ਨੇ ဒီရှာရဲ့အနောက်ပိုင်းကိုပဲတုံးမယ်လဲချောင်းမဟုတ်ပဲနဲ့ဆိုရင်လို့အတန်ထွက်ရပါမယ်အဲ့ဒီအတန်ကိုကျမတို့ကရှာရဲ့အနောက်ဘက်ကနေပြီးတော့ထွက်တာဖြစ်တယ်နော်အဲ့တော့ဒီနေရာတွေမှာကျမရှာအရှိတန်နှစ်တန်ကိုအရင်ပြန်ထွက်ပြအောင်မယ်တန်ကကိုယ့်ရဲ့ရှာအရှိတွေကနေထွက်ရတယ်ဆိုသတိပြုပါအလဲတန်မှာနည်းနည်းပို့ပြီးကြဲဖွင့်မယ်ပြီးရင်နောက်ဆုံးကြမှာတကယ်လို့လေ့ကျင့်နေဆိုရင်ဗီဒီယိုခဏရပ်ထားပြီးတော့ကိုယ့်ရဲ့အတန်တီနေရကိုခန်းစားပြီးတော့ရှာဖွေနိုင်ပါတယ်ဒါကတော့အတန်ထုတ်တဲ့ place of articulation ပဲဖြစ်ပါတယ် okay manner လည်းသိပြီ place လည်းသိပြီဆိုရင်ကျမတို့ဒီ native အတန်လေးနဲ့နားထောင်ကြည့်ရအောင်okay ဒါပြီးရင်ကျမတို့ဒီပါဇက်ပုံစံနဲ့ကျမတို့ရဲ့အတန်တွေကို vowel ကိုမှတ်မိလားလို့အရင်ဆုံးဖတ်ကြည့်ပါကျမဖတ်မယ်okay ဒါဆိုရင်
ပါဇက်ပုံစံအတိုင်းကျမတို့အတန်ထွက်ကြည့်အောင်ပထမဆုံး Toyota brand နာမည်ကိုထွက်ကြည့်မယ် Toyota မှာကျမတို့ကဥတရာနှလုံးရှိတော့ကျမတို့ရဲ့ mouth position ကမှန်ထဲမှာကြည့်မယ်ဆိုရင်တူတူပဲ changes မရှိဘူးတော့ရို့နှစ်တန်တစ်လုံးကဒီပုံစံအတိုင်းပဲထွက်မယ်တာမှာတော့ကျမတို့ကဥတရာထက်ပိုပြီးပါဇက်ကိုကြဲကြဲဖွင့်မယ်ဒါကြောင့်မှန်ထောင်ပြီးကြည့်မယ်ဆိုကျမတို့နှခမ်းက o o a ဒီတိုင်းo a လိုမျိုးတော့ရို့တာဆိုပြီးတာမှာအတန်ကြီးပါဇက်ကိုချဲ့လိုက်တာကိုတွေ့ရမယ်နောက်တစ်လုံးကြည့်ရအောင်စုရှိစုမှာကျမတို့နှခမ်းလေးကိုရှေ့ကိုထုတ်လိုက်မယ်ပြီးရင်ရှိဆိုပြီးဘေးကိုခွဲလိုက်မယ်သွားမစီတစီလေးနဲ့စုရှိစုရှိစုရှိအဲ့ဒါလေးကိုမှန်လေးကြည့်ပြီးလေးကျင်ပိုသိတာတယ်နောက်တစ်ခါကာရာအိုကေမှာ၄တန်ရှိတော့ကျမတို့ရဲ့ mouth position ကအရှိရအတရာနှစ်ခုတော့က changes မရှိဘူးပြီးရင် o မှာ rounded shape ဖြစ်မယ်ပြီးရင် a မှာကတော့လက်တစ်လုံးဝင်စားလာအကွာလေးနဲ့ကျမတို့သွားနှစ်ခုကြားမှာနေရာကျယ်လေးပို့ပြီးတော့ e ထက်များလာပြီးတော့ထွက်ကြည့်မယ်နော်ခရာအိုကေမှန်လေးကြည့်လိုက်ရတယ်ခရာအိုကေဆိုပြီးတော့ကျမတို့အတန်ထွက်လို့ရသွားမယ်โอเคဒါဆိုရင်ကျမတို့ဒီအတန်ထွက်နည်းတွေကိုရပြီလားလို့နောက်တစ်ခေါက်လောက်လေ့ကျင့်ကြည့်ပါမယ်ဒါပါတန်လဲအာအီ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 အဲ့တော့အနဲ့အီနဲ့တရတန်ကြီးပဲနှလုံးကိုဝေါ်ဟာရတစ်ခုအနေနဲ့ကျမတို့ကလေ့လာလို့ရပါပြီ I ဆိုတာဂျပန်လိုအချစ်ကိုပြောတာပါโอเคနောက် mouth position ကနေပြီးဝေါ်ဟာရတွေကြည့်ရအောင်ဒါပါလဲ e ဒါရော e ရဲ့အိမ်ကိုပြောပါတယ်ကဲနောက်တစ်ခု mouth position နဲ့လေ့လာမယ်ဒါပါလေးဖြစ်မလဲ rounded လားရှေ့ထုတ်ထားတာလား e လား a လားတန်ထွက်ကြည့်ပါဦးဥဆိုတာအပေါ်ကိုပြောတာပါโอเคနောက်တစ်လုံးကြည့်ရအောင်အာဥဆိုတာတွေးဆုံတာကိုပြောတာပါနောက်တစ်လုံးကြည့်မယ်ဒီတော့နော်အာအိုဆိုတာအပြာရောင်ကိုပြောတာပါဂျပန်လိုအပြာရောင်ကိုအာအိုလို့ပြောပါတယ်ဒါပါတန်ဖြစ်မလဲe ဆိုတာဟာ no ဆိုတဲ့အဓိပ္ပာယ်ပါအဲ့မှာ ဆိုတဲ့အတန်မျိုးတွေ i to e တို့ဟာအကုန်လုံးက vowel တွေပဲပေါ့နော်ကျမတို့ကဒီနေ့ vowel စပြီးတော့လေ့လာတာဆိုအဲ့တော့ vowel စလုံးတွေကြီးပဲဆိုတော့ vowel တွေကတစ်ခုနဲ့တစ်ခုnaturally ပေါ့သဘာဝကျကျပြောမယ်ဆိုလို့ အော်နေစရာမလိုနော် i ရဲ့ဥရဲ့အာရဲ့ဒီမှာလည်းပဲ e ဆိုပြီးသုံးတန်ကိုတက်စီမထွက်ဖဲနဲ့ e ရဲ့ဆိုပြီးတော့တဘာဝကြကြလဲထွက်လို့ရပါတယ်โอเคဒါဆိုရင်ဒါကိုပဲနောက်တစ်ခေါက်လောက်ပြန်ပြီးလေ့ကျင့်ကြည့်ရအောင်ဟုတ်တယ် I အချစ်ကဲနောက်တစ်လုံးဒါရောဘာဖြစ်မလဲလုံးဝ mouth position တူနေတယ်เนาะဒါပေမဲ့ဒီတစ်ခါမှာတော့ကျမက height ပြောတယ်ဂျပန်တွေက yes ဆိုပြီးပြောတယ် height ရဲ့ mouth position ကိုပြထားတာပါဒါဆိုရင် I လို့ပြောတဲ့ mouth position နဲ့ height လို့ပြောတဲ့ mouth position တူနေတာကိုတွေ့ရမယ်ဘာဖြစ်လို့တူလဲဆိုရင် vowel တူပါတယ်ဒီရှေ့က consonants လို့ခေါ်တဲ့ B စလုံးတွေပါလာလဲကျမတို့ရဲ့ mouth position ကဒီ vowel တရပေါ်မှာပဲအခြေခံတဲ့အတွက်ကြောင့်ဒီလိုပုံစံပဲမြင်ရမှာပါခေတ္တဆိုနောက်တစ်ခုကြည့်ရအောင်sorry ဦဆိုတာကျွန်မဆူရှီကိုထွက်တဲ့ mouth position ကိုပြောထားတာပါဆူရှီမှာလည်းပဲဦလို့အတန်ထွက်ပြီးတော့ဆူရှီလို့ထည့်လို့ရပါတယ်အဲ့တော့ကျွန်မအခုပြောနေတာတွေက vowel ကြီးပဲမဟုတ်ဘဲနဲ့ consonants တွေထည့်သွားလဲ mouth position manner
အကုန်လုံးကအတူတူပဲလို့ပြောချင်တာပါနော်ကဲနောက်တစ်ခုကြည့်အောင်ဒါဥဒါအဥအအဤဥအအဤဥအအဤကိုကျွန်မဘယ်လိုတန်ထွက်မလဲခုဒါဆိုင်ဆိုတာဘာပေါ့နော်ဟိုလောက်ပါစားပါသွားပါခုဒါဆိုင်ပေးပါခုဒါဆိုင်ဆိုတော့ဥပမာဟိုကျွန်မKorea စကားတွေကိုလေ့လာလို့ရှိရင်လေစနီကာတို့ဘာလို့အဲ့လိုအတန်တွေကြားသလိုမျိုးပဲဂျပန်စကားလေ့လာရင်လည်းအမြဲတမ်းဘာလေးထည့်လို့ရှိရင်ခုဒါဆိုင်ဆိုပြီးတော့ကြားရမှာပေါ့နော်အဲ့ဒီအတန်အတွက်ကိုကျွန်မကmouth position နဲ့ပြတာပါခင်ဗျာတစ်လုံးကြည့်ရအောင်ဒါဘယ်လိုဖြစ်နေရလဲဆိုတော့ပါးစပ်ကိုပိတ်ပြီးမှပြန်ဖွင့်တာဘာလဲတော့မသိဘူးနှာခမ်းတစ်ခုထိတဲ့အတန်ဒါကတော့ဥအဲ့ဒါကျွန်မ matsu ဆိုတဲ့အတန်အတွက်ကို mouth position နဲ့ပြတာပါmatsu မှာမလိုမျိုးအပေါ်ကနှာခမ်းနဲ့အောက်နှာခမ်းနဲ့ကိုထိတဲ့အတန်တွေကျမတို့ထုတ်တော့မယ်ပေါ့နော်အဲ့ဒါတော့ကျမတို့က bilabial လို့ခေါ်တာပေါ့နော်နှာခမ်းနှစ်ခုစလုံးထိတဲ့အတန်ပေါ့အဲ့ဒါမျိုးဆိုလို့ရှိရင်ကျမတို့ကအဲ့ဒီ consonants တွေပေါင်းရင်မဆိုရင်ပါးစပ်ကိုထိပြီးတော့မှပါးစပ်ပြန်ဖွင့်ရတယ်ပေါ့နော်မအနောက်ကကြတော့စုမစုအဲ့နောက်ဆုံးက u ဆိုတဲ့အတန်လေးကတစ်ခါမှလေးပဲထုတ်လိုက်တာဖြစ်တဲ့ကြောင့်တိုးပြီးတော့ mas လို့ကြားပါလိမ့်မယ်ဂျပန်စာမှာ mas ဆိုတဲ့အတန်ဘလို့ဖြစ်လာတာလဲလို့ခါလေးစဉ်းစားမှာပေါ့နော်ကျမပြောတော့ဟို vowel တွေကြီးပဲမဟုတ်ဘဲနဲ့ consonants တွေလည်းပါတယ်ဆိုပြီးတော့ဘာဖြစ်လို့ mas က mas ပဲရှိတာလဲအနောက်မှာ vowel မပါဘူးလို့ထင်ကောင်းထင်မယ်တကယ်တော့သူ့ရဲ့အနောက်မှာဘာမှမကြားရရင် u တရတန်ရှိပါတယ်เนาะလေးပဲထုတ်လိုက်တာမလို့တိတ်မကြားရဘူးဒါမှမဟုတ် data လိုက်အခေါ်ဝေါ်တွေမှာပြပြတတ်ထွက်တဲ့အတန်ရှိတယ်လို့ပြပြတတ်မထွက်တာလည်းရှိတယ် Ohayo gozaimasu Ohayo gozaimasu ဒီလိုပေါ့နော် mas အဲ့လိုထွက်တာကြီးလည်းရှိရယ်เนาะအဲ့ဒါလည်းပဲ mas ဆိုတာလည်းပဲစားပါသွားပါထားပါတော့เนาะဘာဆိုတဲ့အတိတ်ပဲမှတ်ထားပေးပါOkay ဒါပြီးရင်ကျမက consonants vowel ဆိုပြီးပြောနေတဲ့အတွက်ကြောင့် b နဲ့တရာသူတို့ပေါင်းတာဘယ်လိုလဲဆိုဆက်ပြီးလေ့လာကြည့်ကြမယ်နော်ဒီနေရာမှာ consonants ဆိုတာကိုကျမတို့အရင်သိဖို့လိုတယ်မြန်မာလိုပဲရွေးချယ်ကြည့်ပါဦးဟုတ်ပါတယ် b ကိုပြောတာပါအခရာဆိုတာကတော့ letters လို့ခေါ်တာလည်းရတယ်အင်္ဂလိပ်စာမှာဆို alphabet တွေဖြစ်မလားဒါမှမဟုတ်ရင်တရုတ်စာလိုဟာတွေဆိုရင် character လို့ပြောမှာမြန်မာစာကိုလည်းပဲ character လို့ပဲခေါ်လို့လည်းရပါတယ်เนาะဒါအခရာ b ဆိုတာ consonants တရကတော့ vowel ကိုပြောတာပါ okay ဒီအခေါ်ပေါ်ကတော့သိပြီးမြန်မာစာမှာရော b တွေအခရာတွေ b အခရာဘယ်နှလုံးရှိလဲကဲရွေးကြည့်ပါဦးOkay 33လုံးရှိပါတယ်เนาะ9ဆိုတာကတော့ခုနက AEIQ တရတွေကိုပြောတာ26လုံးဆိုတာတော့အင်္ဂလိပ်စာမှာletter 26လုံးရှိတယ်ပေါ့เนาะအဲ့တော့မြန်မာမှာတော့33လုံးရှိပါတယ်ခေတ္တဆို33လုံးကိုကြည့်အောင်ကျမတို့ကာကြီးခါခွေးကိုင်းငယ်ကာကြီးငါစာလုံးစာလိန်စာခွဲစာမဆိုညဆိုတာကနာမည်တွေပါသူတို့ကိုကျမတို့ကအတန်နဲ့ပဲပြောမယ်ဆိုရင်တော့ကျမတို့မှာ33တန်မရှိပါဘူးအခု color တူတဲ့ခြေထားတဲ့ဟာတွေဂါငယ်ဖြစ်ဖြစ်ကာကြီးဖြစ်ဖြစ်ငယ်တာကြီးတာနာမည်သာကွာသွားတယ်အရေးမှာကွာသွားတယ်အတန်ကတော့ဂအတူတူပါပဲဇဒီဓာလိုမျိုးဆိုလို့ရှိရင်ဓာရင်မဟုတ်ဓာရင်ကောင်းတယ်ဓာရေးတောက်ချိုက်လေးလုံးပေါင်းမှဓာတတန်ပဲကျမတို့ကရှူတယ်ပေါ့နော်တကယ်စာရေးတဲ့ခါကျရင်ကျမတို့ကနာမည်နဲ့ကြက်တယ်လို့ကာကြီးရေကခါကိုရေခလို့မပြောဘဲနဲ့ကကိုရေးချဝေးစနှောပါဆိုရင်ကားဖြစ်သွားတာပေါ့ကာကြီးကားမဟုတ်လေအဲ့လိုဆိုတော့ကျမတို့ရဲ့အတန်က22တန်ပဲရှိပါတယ်ဒါကတော့ IP နည်းနဲ့အတန်တွေကိုဖော်ပြထားတာဖြစ်ပါတယ်โอเคဆက်ကြည့်အောင်ခေဒါဆိုရင်ကျမတို့ကတရနဲ့ဘီဆိုတာဘယ်လိုတွေခွဲပြီးတော့တတ်မှတ်နေတာလဲခုနတော့ကကာကြီးခါခွေကဘီစရာဆိုကျမတို့ရဲ့တရဘယ်မှာလဲခေဒါကိုဆက်ပြီးလေ့လာကြည့်စဉ်းစားကြည့်ကြမယ်နော်အဲ့တော့ use ဆိုပုံအနေနဲ့ဘာဘယ်ဟာကတရဘယ်ဟာကဘီလဲဆိုတာကိုမေးချင်လို့ကျွန်မကွက်လက်ကလေးနှစ်ခုလောက်ထားပါတယ်အဲ့တော့နံပါတ်1ကဘီလားတရလားရွေးချယ်ပေးပါသူက vocal tracks ထဲမှာဒီ green ငန်းထဲမှာလေးစီးစင်းမှုကိုအတားအဆီးပိတ်ဆို့မရှိဘဲနဲ့ဒီတိုင်းရွတ်ဆိုနိုင်တဲ့စလုံးမျိုးကိုတရလို့ခေါ်မလားဘီလို့ခေါ်မလားဖြေပေးပါတရလို့ခေါ်ပါတယ်လေတွေတားအဆီးမရှိဘဲနဲ့အာအီဥအေအော့A E I O U လေးတွေပြုံထုတ်နေပါတော့ဗဇက်ကကျင်းတာကျဲတာတော့ရှင်းမယ်ဒါပေမဲ့အတားအဆီးပိတ်ဆိုတော့မရှိဘူးโอเคဒါဆိုရင်နောက်ကွက်လက်ကရောတရပဲလားဒါမှမဟုတ်ဖြစ်သွားပြီလားကြည့်အောင်သူကလေးစင်းမှုကိုနှက်ခမ်းနေဟုတ်လား
lip ပေါ့နော်သွားတွေ tick တွေရှာတွေ tense တွေပြီးရင် alveolar တို့ velum တို့အာကောင်ပြော့အာကောင်မှာပေါ့နော်သွားချင်ရင်စသဖြင့်သုံးပြီးတော့ပါးစပ်ကိုပိတ်လိုက်ကျင်းလိုက်တစ်ခါကျရင်ဆိုပြီးပုတ်တိုက်တာမျိုးခါကျရင်နှာခေါင်းကိုလေထုတ်ပြီးတော့ထွက်တာမျိုးတွေဒါမျိုးရွတ်ဆိုတဲ့အတန်တွေကိုကျမတို့ဘယ်လိုခေါ်ကြလဲဟုတ်ပါတယ်ဘီးလို့ခေါ်ပါတယ်အဲ့တော့တရနဲ့ဘီးပါကွာလဲဆိုရင်လေးစီးဆင်းမှုကတားဆီးမရှိပိတ်ဆို့မရှိရွတ်ဆိုနိုင်တာလားဒါမှမဟုတ်ရင်ဒီခံကရိုင်းတွေပြက်တွေကိုတုံးပြီးတော့ထွက်တာလားဆိုပြီးကျမတို့ကခွဲခြားနိုင်ပါတယ်ကဲဒါဆိုရင်တရနဲ့ဘီးပါကွာလဲတဲ့အဲ့တော့ကွာခြားချက်ကိုလည်းပဲကွက်လက်ကလေးဖြည့်ကြည့်ပါဦးကွက်လက်ကတဲ့ကိုယ်တိုင်အတန်မထွက်နိုင်ဘူးတဲ့နောက်တစ်ခုကတော့သူ့ဖာသာသူလည်းအတန်ထွက်နိုင်တယ်ဒါဆိုကျမတို့ဂုတိလေ့လာတဲ့စလုံးတွေကိုပြန်ပြီးတော့လေ့လာကြည့်အောင်အတန်မထွက်နိုင်ဘူးဆိုတာဘာတူလဲဟုတ်ပါတယ်ဘီးပါကျမတို့ CT ဆိုရင် vowel မပါလို့ကျမတို့အတန်မထွက်နိုင်ခဲ့ဘူးလေဒါကြောင့်ဘီးတွေကကိုယ်တိုင်အတန်မထွက်နိုင်အင်္ဂလိပ်စာမှာဆိုရင် phonetics အနည်းနဲ့လေ့လာရင်ကျမတို့ကအဲ့လိုမျိုးတွေနဲ့ကျမတို့လေ့လာခဲ့တယ်အတန်မပါဘူးလေပဲနောက်တစ်ခါတရကတော့သူ့ဘာသာတစ်လုံးနဲ့လည်းအတန်ထွက်နိုင်ပါတယ်ဒီနေရာမှာမြန်မာဘီးရဲ့ထူးခြားချက်ကိုပြောရင်မြန်မာဘီးတွေကအကုန်လုံးတရတန်ပါပြီးသားအဲ့တရမှာမှ AEIOU 9တန်မဟုတ်ဘဲနဲ့အတရလေးတခုကိုရှိသမျှဘီးထဲမှာအကုန်လုံးထည့်ပြီးကျမတို့ကnaming system နဲ့လေ့လာတာပေါ့နော်ဒါကြောင့်မလို့ကျမတို့က phonetic သင်လို့ရှိရင်အဲ့လိုတွေမသင်မဲနဲ့ကာကြီးခါခွေးနဲ့သင်တာဖြစ်ပါတယ်အဲ့တော့ကခဂဂငစစညဆိုတော့အကုန်လုံး A တရ A vowel လေးနဲ့ကျမတို့ထွက်တာဖြစ်ပါတယ်အဲ့တော့မြန်မာဘီးဟာအတန်ထွက်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ original A ပါပြီးသားဖြစ်နေလို့ပါထည့်ထားတာပေါ့နော် Okay မြန်မာဘာသာမှာရောတရဒါဆိုဘယ်နှခုရှိတာလဲကာကြီးခါခွေးကဘီးတွေဆိုရင်ကျမတို့ရဲ့တရတွေကဘာတွေလဲအခြေခံအားဖြင့်ကျမတို့ဟာဘယ်တရတွေကိုစပြီးလေ့လာခဲ့ကြတာလဲဖြည့်ကြည့်ပါဦးဘယ်နှလုံးရှိလဲတော်တော်များများကတော့12လုံးလို့ပြောကြမယ်လို့ထင်တယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်မရှင်းပြခြင်းပါတယ်ဟုတ်တယ်ဘီးကတော့ကျွန်မတို့33လုံးရှိတယ်ဒီထဲမှာတစ်လုံးကတော့ဝင်နေတော့တရဒီဘီးအုပ်စုတွေရောက်နေတယ်ပေါ့နော်သူနဲ့ပဲအခြေခံပြီးဒါတွေကိုထွက်ရတာဆိုတော့ကခဆိုဆိုတဲ့အတန်တွေဖြစ်နေအဲ့မှာတရအခရာကိုကျွန်မ9လုံးလို့ဘာလို့ပြောတာလဲဆိုရင် E A A R O O U ဆိုတဲ့အတန်ကိုကျွန်မတို့ကယူထားတာဖြစ်တဲ့ကြောင့်ကျွန်မတို့ကျောင်းသုံးမှာတော့ကျွန်မတို့ကတရကနေစပြီးသင်တယ်ပေါ့နော်ကကာကိကီကေကေကဲနောက်ဆုံးကနောက်ပြဖြစ်သွားတာပေါ့ကောရှေ့ထိုးလေးဖြုတ်လိုက်တယ်ကိုအောက်ကမြင်လို့ဝေးစာနှလုံးပေါက်တို့သုံးတယ်ဥတချောင်းရင်တော့ဝေးစာနှလုံးသုံးတယ်ဘာလို့ကျမတို့ကဒီတရတွေမှာအတန်တွေကအဲ့လိုဖောင်းပွားနေရတာလဲဆိုရင်ကျမတို့က tonal language လို့ပြောတဲ့အတန်အနှိမ့်မြင့်နေတဲ့စကားလုံးကိုတီထွင်တဲ့အတွက်ကြောင့်ကျမတို့မှာတုံးက3ခုရှိတယ်ပေါ့နော်အမှန်တော့4ခုရှိတယ်ထားလိုက်ပါတော့3ခုရှိတယ်လို့ပဲအခြေခံမှာမှတ်ထားပေးပါဒါတွေကကျမတို့ရဲ့တရပဲဖြစ်တယ်ဒါကတော့ mouth position ပေါ့အဲ့တော့ကျမတို့မှာက9လုံးရှိနေပြီးတော့ဂျပန်မှာ9လုံးရှိနေတော့ဒီနေရာမှာကျမတို့အတန်နေနဲ့ကျမတို့ကဝါတာတာဖြစ်တာရှိတယ်သူတို့ကတော့ကျမတို့ဟာကိုသင်မခွဲနိုင်ဘူးကျမတို့ကကျတော့မပေါင်းနိုင်ဆိုတဲ့ပြဿနာလေးတစ်ခုတော့နည်းနည်းရှိမယ်ဂျပန်စာကိုလေ့လာရင်ခုနvowel 12လုံးလို့ပြောတဲ့သူတွေရှိကောင်းရှိလိမ့်မယ်အဲ့ဒါဆိုရင်သူတို့တွေးနေတာI E U A Oဆိုပြီးတော့ traditional နည်းနဲ့သင်တဲ့vowel ကိုသူတို့ပြောတာပေါ့နော်ဒါပေမဲ့ဒီ traditional နီးမှာကဘာသာဗေဒဘက်ကကြည့်မယ်ဆိုရင်ဘာသာဗေဒရှုထောင့်ပေါ့နော်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ဆိုတုံးပဲกว่าတာတရกว่าသွားတာမဟုတ်ဘူးတရကို falling tone ကို short falling tone လုပ်လိုက်ရင်long falling tone လုပ်လိုက်ရင်ဖြစ်သွားတာလို့ဖြစ်သွားဒါကတော့ natural tone တန်ဖြေပေါ့နော်အဲ့တော့နေတန်ကြတန်နေပြောပြီးတော့ဒီဟာရိုးတန်ဖြေဆိုပြီးတော့ရှိတဲ့တုံးတွေကိုဒီ vowel change တွေမှာလာထည့်ထားတယ်ပြီးတော့ဒီကောင်ကရေးလုံးတင် e နဲ့အတူတူပဲ e ဆိုတာလဲကျမတို့က special character ပေါ့နော်ထားလိုက်ပါတော့ဒါကတော့ special character မရှိလို့အစားသုံးပြီးတော့ကိုထည့်ထားတာလဲဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ traditional နည်းရတာ12လုံးရှိပေမဲ့ကျမတို့ဘာသာကို linguistic သဘောတရားအရပေါ့နော်ဘာသာဗေဒသဘောတရားအရကြည့်မယ်ဆိုကျမတို့မှာတရအခြေခံ9လုံးပဲရှိတယ်ဘာလို့ကျမကအခြေခံ9လုံးလို့ပြောရလဲဆိုဒီတရအချင်းချင်းပေါင်းပြီးတော့ I out it sorry it မဟုတ်
ut ဆိုပြီးအဲ့လိုအတန်မျိုးလေးတွေထွင်လို့ရတယ်လို့ထားပါတော့เนาะလောလောဆယ်အခြေခံအဖြစ်ကျမတို့မှာ9လုံးရှိတယ်လို့ပဲမှတ်ထားပေးပါဒါနဲ့ကျမကမြန်မာဘာသာကိုလည်းတင်ကျင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမကနိုင်ငံခြားသားတွေဒါမှမဟုတ်လို့ရှိရင်မြန်မာလိုပြောတတ်ပြီးတော့မြန်မာလိုမရေးတတ်သေးတဲ့သူတွေအတွက်မြန်မာစာ channel လောက်ထားပါတယ်Learn Burmese with အိမ်မြဆိုပြီးတော့တကယ်လို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်းရှာဖွေကြည့်ရှုနိုင်ပါတယ်เนาะOkay ဒါဆိုဆက်ပြီးတော့ကြည့်ရအောင်ကျမတို့မှာဂျပန်တရဟာအင်္ဂလိပ်တရလိုပဲ AEIOU ကို R E U A O ဆိုပြီးတော့လုပ်ထားတယ်ဒါဆိုရင် B ရောသူတို့မှာဘယ်နှလုံးရှိလဲလို့လေ့လာရအောင်အဲ့တော့1 2 3 4 5 6 7 8 9 9လုံးရှိပါတယ်ဒီနေရာမှာကျမကgray color လေးနှလုံးထည့်ထားတာသူတို့ကတော့ semi vowel ဆိုပြီးတော့ဒီ vowel တန်လေးတွေလုံးလို့ရတယ်ဆိုပြီးတော့ကျမတို့ဘာသာရက်တော်တော်များများမှာရှိတဲ့ကောင်ပေါ့နော်ကျမတို့ဘာသာမှာလည်းရှိတယ်ရက်ပင်လေးဝတ်ဆွဲတွေပေါ့နော်အရှိကဘီးမှာလာပြီးပူးတဲ့ကောင်တွေပေါ့နော်အဲ့တော့သူတို့က semi vowel လို့ပြောလို့ရတဲ့အတွက်ကြောင့်ဒါကိုကျမ color တစ်မျိုးချိန်ထားတာဖြစ်ပါတယ်အဲ့တော့ပြန်ပြောမယ်ဂျပန်မှာတရကတော့9လုံးဘီးကတော့6လုံးရှိပါတယ်ကဲဒါဆိုကျမတို့ဇယားနဲ့ကြည့်အောင်ဇယားနဲ့ကြည့်တယ်ဆိုရင် vowel တွေဟာသူ့ဟာသူရပ်တည်နိုင်ပေမဲ့ consonants တွေကဘီးတွေကသူ့ဟာသူမရက်တည်နိုင်ဘူးတရနဲ့သွားပေါက်မယ်ဆိုရင်ဒီတစ်လုံးနဲ့ကနေပြီးတော့အတန်9တန်ထွက်လာမယ်ကဲကျမတို့ဇယားနဲ့ကြည့်အောင်အဲ့တော့ဒီအပေါ်မှာတော့ကျမတို့တရတွေကို A E I O U ပေါ့နော် R E U L O ရေးလိုက်မယ်အဲ့တော့ဒီ R E U L O ရေးလိုက်မယ်ဆိုတော့ပထမဆုံးကျမတို့ဒီအတန်လေးကိုကြည့်ရအောင် R E U A O Okay ဒါကိုB K နဲ့အရင်ဆုံးပေါင်းမယ်ဆိုရင်ဒီအကွက်မှာဘာဖြစ်သွားမလဲခခိခုခေခို Okay next S နဲ့သွားမယ်စာတကယ်တော့ C ဖြစ်ရမှာဒါပေမဲ့ C ဆိုပြီးတော့ကျမတို့ထွက်လို့မရဘူးသူတို့ရဲ့ E တရာဒီသွားကိုရှာနဲ့နီးနီးလေးမှထွက်တာ C လို့ပြောရင် C လို့ပြောတာ ਨੇ ကျမတို့ကလေထုတ်ရတာပြင်းသွားတယ်သူတို့ကအဲ့လောက်မဟုတ်ဘဲနဲ့လေကိုပေါ့ပေါ့ပါပဲထွက်တဲ့ကြောင် C လို့မထွက်ဘဲနဲ့ရှိလို့ထွက်ပါတယ်ဒါကြောင့်ကျမတို့ဒီနေရာမှာ sound changes ဖြစ်တာသတိထားပေးပါစာရှိမစီပါဘူးเนาะအဲ့တော့ဂျပန်နေသွားမစီနိုင်လို့မှတ်ထားပေးပါသွားမစီနိုင်လေထွက်မယ်ရှိဖြစ်မယ်စာရှိနောက်တစ်ခုကကြတော့စုဆက်So KS ပြီးရင် T ကိုလာမယ်တာT ဒီမှာလည်းပဲ Tလေထုတ်ပြန်ပြီချီလို့အတန်ထွက်လိုက်ပါလေထုတ်ပြီးတော့ဖတ်မယ်ဆိုရင် T လို့ထွက်လို့မရဘူးချီလို့ထွက်ပေးပါတာချီဒီမှာလည်းပဲလေထုတ်တာဒီ SU ကစုဒီ TSU ကဇဘာလို့ဇဖြစ်တာလဲဆိုသူကတာတိတူဖြစ်ရမှာလေတူဆိုတဲ့အတန်ကိုလေထုတ်ပြီးဖတ်လို့ရှင်ဇလို့ပဲထွက်ရမယ်ဒါကတော့ရိုးရိုးကျမတို့ရဲ့စာလုံးရေးတစ်ချောင်းငယ်စုတန်ဖြစ်ပြီးတော့ဒါလေးကိုဇလို့ဖတ်ရမယ်တချို့ကလေဗမာတန်နဲ့စွလို့ဖတ်တယ်နော်ဥဆိုတဲ့အတန်မဟုတ်ပါဘူးဥပဲဖြစ်ရမှာဖြစ်တဲ့ကြောင့်မလို့တူကိုလေထုတ်ပြီးဖတ်ပေးပါဇစုတဲတို့ဒီ line ပြန်မှန်သွားပြီเนาะအဲ့တော့3လုံးရှိပြီကျမတို့ကဲပြီးသွားရင် n နဲ့သွားမယ်နာနီနုနေနော့ဟာဟီဟုဒီနေရာမှာဟုလို့အတန်မထွက်ဘဲနဲ့ဖုလို့ထွက်ရပါတယ်ဘာလို့လဲဆိုတော့ဟုလို့ပြောရင်ရင်ကောင်းနဲ့ကနေပြီးတော့အတန်ထွက်ရတယ်နဲ့ပင်မဲ့နဲ့ဒါကြောင့်နှကန်းပြားနဲ့လေဒီအတန်ထွက်လို့ရတယ်လေထုတ်ရုံပဲဆိုရင်ကျမတို့ကဖုလို့ထွက်ပေးလိုက်မယ်အဲ့တော့တစ်ခါတလေကြာရင်ကျမတို့ကလေဥမာဖျားဆိုပြီးတော့ဖောက်ထုတ်တန်ထွက်တယ်နော်ပြီးရခါကြလို့ရှိရင်အင်္ဂလိပ်စာမှာဆိုရင်အစားအစာ food လို့ထွက်တယ်အဲ့လို food လို့ထွက်တဲ့ခါကျရင်ကျမတို့ရဲ့အောက်နှကန်းပေါ်မှာသွားလေးတင်ပြီးတော့ food လို့ထွက်တာပေါ့ဖျားလို့ထွက်ရင်တော့ကျမတို့ကသွားမသုံးပါဘူးเนาะဖျားလို့ပဲပြောတာပါဒါပေမဲ့ food လို့အင်္ဂလိပ်လို့ဖတ်တဲ့ခါကျရင်ကျမတို့က food ဆိုသွားပါတယ်เนาะအဲ့ဒီဟာကိုဂျပန်နေမှာသွားမပါဘဲနဲ့လေပဲသုံးတာဖြစ်တဲ့ကြောင့် food လို့ဖတ်ပြရမှာနှကန်းအောက်နှကန်းပေါ်မှာသွားကြီးတင်ပြီးတော့ food လို့အင်္ဂလိပ်လို့ဖတ်တာမဟုတ်ဘဲနဲ့
fu ဆိုပြီးတော့လေတွေကိုတွားမပါဘဲနဲ့ထုတ်တဲ့အတန်ပါเนาะဒါလေးသိချမှတ်ပေးပါ hair ho ဒီ h row ကိုပေါ့เนาะကျမ happy row ဆိုပြီးမှတ်ထားပါတယ်သူကအပေါ်ကနေစရင်1 2 3 4 5တန်းမြောက်လည်းဖြစ်တယ်ဘာကြောင့် happy row လို့ကျမမှတ်တာလဲဆိုတော့ဒီအတန်လေးတွေကိုကျမတို့ကရီတဲ့အတန်လေးတွေမှာအစားသုံးလို့ရတယ်ဟာ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 ဟီ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 ဟူ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 ဟဲ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 ဟို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 ဆိုဂျာလောက်ကြည့်တာပေါ့နော်အဲ့မှာလူတွေကထင်မယ်ဟဲဖူဖူဖူနဲ့ဘယ်သူကရီလို့လဲလို့ထင်မယ်ဂျပန်တွေတကယ်ဖူဖူဖူနဲ့ရီတယ်နော်မယုံရင်ဂျပန်ကတ်တွန်းတွေမန်ဂါတွေဖတ်ကြည့်ပါအဲ့ထဲမှာရီတန်ကို fu ဆိုတဲ့အတန်နဲ့ပဲရီတာပါသူတို့အတွက် f ဟာသွားမပါတဲ့အတွက်ကြောင့်ဟူဟူဟူဆိုပြီးတော့ရီလို့ရပါတယ်နော်Okay h အလှည့်ပြီးသွားရင်ကျမတို့က m အလှည့်ကိုလာမယ်မမီမူမဲမုတ်နှခမ်းတစ်ခုထည့်ရတာဖြစ်တဲ့ကြောင့်ထိရတာဖြစ်တဲ့ကြောင့်အရန်လွယ်တယ်နော်ပြီးရင် y အလှည့်ကိုလာမယ်ရလာပြီနော်ဤရီမှာအတန်မရှိဘူးရဲ့ယူမှာရှိတယ်နော်ရဲ့မှာမရှိပြန်ဘူးယိုယာဤယူရေယိုမှာနှစ်ခုမရှိဒီနှစ်ခုမရှိရတဲ့အကြောင်းရင်းကတော့သူကရီလို့ထွက်တဲ့အတန်နဲ့ဤလို့ထွက်တဲ့အတန်ကဘာမှတိတ်ပြီးတော့မကွဲပြားတော့ဘူးဒါကြောင့်မလို့ရီနဲ့ဤကိုသူတို့ကခွဲလည်းမခွဲနိုင်ဘူးခွဲစရာလည်းမလိုဘူးအတူတူပဲလို့မှတ်ပါတယ်ဒါကြောင့်ကိုကငါးလုံးအပြည့်ကျက်ချင်တယ်ဆိုရင်တော့ယာဤယူရော့လို့ထွက်လို့ရတယ်ဒါမှမဟုတ်ဒီ e လို့သာကျမတို့ကမြန်မာရှာကြီးနဲ့ပြပြတတ်ထွက်နေတယ်တကယ်တော့ e ဟာလည်းရီနဲ့အတူတူပဲအဲ့တော့ y နန်းမှာ3လုံးရှိတယ်လို့ပဲမှတ်ထားပေးပါသူ့ကိုတော့ယာယူရော့လို့တန်ထွက်ပါတယ် y ပြီးရင်ကျမတို့ကအာတန်းလာပြီကဲဒါဆိုရင်ရာရီလူရေရို့ရီမလုံးနဲ့တော့เนาะရေရို့ဝါလာပြီเนาะနောက်တစ်တန်းဝီမရှိဘူးဝူမရှိဘူးဝဲဝိုဝိုကအိုဖြစ်နေတယ်ဟုတ်တယ်ဒီမှာလဲအတန်ကဝိုဆိုပြီးဝါလို့ဝိုင်းဝိုင်းနဲ့မထွက်ပဲနဲ့ဝိုဆိုပြီးနှစ်ခမ်းပဲ round up ဖြစ်သွားတာ w y နဲ့မပါပါဘူးဒါကြောင့်မလို့ဝိုလို့အတန်ထွက်ပေးပါဒီထက်အတန်တွေမရှိတာကိုတော့သူတို့ကအပေါ်ဆုံးမှာတရတန်နဲ့အစားထိုးပြီးတော့သုံးပါတယ်ဝါဤဥအိုဆိုပြီးတော့ဒီနေရာမှာမရှိတဲ့ဟာတွေအကုန်လုံးတရနဲ့အစားထိုးပါတယ်ပြီးတော့ဒီဇာတ်ထဲမှာမရှိတဲ့နောက်ထပ် n ဆိုတဲ့အတန်လေးလည်းရှိပါသေးတယ်ဒီ n ဆိုတဲ့အတန်လေးကကြတော့ကျမတို့ကဥဒွန်းမှာတွေ့ရတယ်ပေါ့နော်အဲ့တော့အနောက်ပိတ်မှာ final မှာသူတို့က n တန်လေးသုံးနေတယ်ဆိုရင်တော့ဒီအတန်ကိုသုံးပါတယ်ကျမတို့မှာလည်းပဲအဲ့ဒီ n တန်လေးတွေရှိပါတယ်နတ်တက်တွေငတ်တက်တွေနောက်နေ့ဆိုသုံးတဲ့ငတ်တက်တို့မတ်တက်တို့နတ်တက်တို့အဲ့ဒါတွေအကုန်လုံး n နဲ့သုံးပါတယ်ဒါကတော့ b နဲ့တရာနဲ့တွဲဆက်ပုံဖြစ်ပါတယ်ဒီအတန်တွေကိုကျမတို့တဖြည်းဖြည်းချင်းလဲလေ့လာလို့ရတယ်အရင်ဆုံးလေ့လာသူတွေအနေနဲ့ကတော့ vowel consonants နှစ်ခုရပြီဆိုရင်ကိုဟာကိုဖြည့်သွားပြီးတော့ပြောင်းလဲတဲ့အတန်5တန်1 2 3 4 5 5တန်ရှိတယ်အဲ့တော့ဒီဇယားကိုကျမတို့က goju on zu လို့ခေါ်ပါတယ် goju ဆိုတာ50 on ဆိုတာအတန် zu ဆိုတာဇယားအတန်50ဇယားလို့ခေါ်ပါတယ်အဲ့ဒီ goju on zu လို့ခေါ်ထားပေမဲ့တကယ်မှာကျမတို့က9လုံးလွတ်နေတော့45လုံးနောက်တစ်ခါ final မှာလာတဲ့အတန်လေးနဲ့ထည့်လိုက်လို့ရှိရင်46လုံးရှိပါတယ်အဲ့တော့ goju on zu လို့ပြောပေမဲ့အပြင်ထွက်နေတဲ့တစ်လုံးအပါဝင်အလုံးပေါင်း46တန်ရှိပါတယ်ဒီ46တန်ရတယ်ဆိုရင်တော့ကျမတို့ကတန့်စင်တဲ့အတန်46တန်ရပြီကျမတို့မှာတော့မြန်မာစာမှာ22တန်ပဲရှိတယ်နော်ဒါပေမဲ့သူတို့မှာ46တန်ရှိပါတယ်โอเคဒါဆိုရင်အတန်50ဇရာပြီးသွားပြီဆိုရင်ကျမတို့နောက်ထပ်သတိထားရမယ့်ဟာလေးကိုထပ်ပြီးတော့ပြောချင်ပါတယ်အဲ့ဒါကတော့ C ဟာရှိဖြစ်မယ် T ဟာချိဖြစ်မယ် တူဟာစဖြစ်မယ်နော်ဖူဟာဖုဖြစ်မယ်ဝိုဟာကြတော့အိုဖြစ်မယ်ပေါ့နော်အဲ့ဒီဟာကိုဂျပန်စာဒီလေ့လာတဲ့သူတွေက sound changes အနေနဲ့သတိထားပေးပါနော်အဲ့မှာဘာပြောစရာရှိလာလဲဆိုတော့ကျမတို့တွေဒီဇယားထဲမှာမရှိတဲ့အတန်တွေအကြောင်းပြောချင်တယ်အဲ့ဒါကတော့ရဆိုရင်ရီတို့ရဲ့တို့ဝါဆိုလို့ရှိရင်လဲဝီဝူဝဲတွေကိုဘလို့ဖြစ်နေလဲဆိုတာကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ပထမဆုံးကျမတို့ရီဆိုတဲ့အတန်ပေါ့နော်ရီဆိုတဲ့အတန်ကိုကျမတို့က
အတန်ထွက်ကြည့်တဲ့အခါမှာ e အစားထွေးသုံးပြီးတော့ထွက်မှာပေါ့နော် e ဆိုပြီးတော့အတန်အစားထိုးပြီးတော့ထွက်လို့ရပါတယ်နောက်တစ်ခါရဲ့ဆိုတဲ့အတန်ဆိုရင်ကျမတို့ကပုံမှန်ဆိုလို့ရှိရင်အဲ့လိုပဲထွက်ရမှာပါဒါပေမဲ့ဥပမာမြန်မာလိုလေဝိုင်းတန်ပြတက်တာကြီးနဲ့ရေလို့ပြောတဲ့စလုံးမျိုးဂျပန်တယောက်ကအတန်ထွက်မယ်ဆိုသူတို့ဇာတ်ထဲမှာရေမှမရှိတာ y e လည်းမရှိဘူးလေအဲ့ဒါကြောင့်မလို့သူတို့ကအဲ့ဒီခါကျရင်အတန်အတွက်ကို e နဲ့ a နဲ့တရာနှလုံးကိုပေါင်းပြီးရေလို့ထွက်ပါတယ်အမှန်တော့ရတယ်မဟုတ်ဘူး e နဲ့ a နဲ့ပေါင်းတော့ e အဲ့တော့ဂျပန်တယောက်ကရေပေးပါလို့ပြောရင်သူတို့က e ပေးပါအဲ့လိုပဲဖြစ်မှာပေါ့နော်အဲ့တော့ဒီ ye နေရာမှာ ie နဲ့သူတို့အတန်အစားထိုးပြီးထွက်လိရှိတယ်လို့မှတ်ထားပေးပါနော်ဒီ gray color ကသူတို့ chat ထဲမှာမရှိဘူးเนาะသူများဘာသာတွေကိုအတန်ထွက်တဲ့အခါမှာဘယ်လိုတရတွေပြောင်းသုံးလဲလို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ wi နေရာပါဝိနေရာပေါ့နော်ဝိကြရင်သူတို့ကဥနဲ့ e ကိုပေါင်းသုံးပါတယ်ဥဤအဲ့တော့သူတို့ဝိလို့အတန်ထွက်ဖို့လိုလာပြီဆိုရင်ဥဤလို့အတန်ထွက်ပါမယ်နောက်တစ်ခါဝုလို့အတန်ထွက်မယ်ဆိုရင်တော့ဥလို့ထွက်ပေးပါနောက်တစ်ခါသူတို့ကိုဝဲလို့အတန်ထွက်ခိုင်းမယ်ဆိုရင်သူတို့မှာ w ဝဲအတန်မရှိတော့ဥရဲ့ဆိုပြီးတော့တရတွေကိုအစားထိုးပြီးတော့ထွက်လေရှိတယ်လို့မှတ်ထားပေးပါဒါကသူတို့နိုင်ငံခြားဘာသာတွေကိုပြောတဲ့အခါထွက်လာမဲ့အတန်တွေဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာစာကိုဥပမာကိုယ့်နာမည်ကဝေဆိုရင်သူတို့ကို WE လို့သွားရင်သူတို့မှာ WE မရှိတော့သူတို့မဖတ်တတ်ဘူးအဲ့ဒါဆိုဝေကသူ့နာမည်ကိုဥလို့ပြောင်းရေးပေးရပါမယ်နောက်တစ်ခါတရုတ်ဆိုရင်လည်းဝူဆိုရင်သူတို့ဥလို့အတန်ထွက်မှာပေါ့နော်ဝူနဲ့စလို့ရှင်နောက်တစ်ခါရီဆိုတဲ့နာမည်နဲ့အီဆိုတဲ့နာမည်ကိုသူတို့ကခွဲမသိပါဘူးအီလည်းရီပဲအီလည်းအီပဲထွက်မှာပါโอเคဒါကတော့တတိထားရမယ်အတန်ဖြစ်ပါတယ်ဒါဆိုကျမတို့မြန်မာအခရာတွေနဲ့သူတို့နှိုင်းရှင်ကြည့်ကျင်သေးတယ်เนาะမြန်မာအခရာမှာဆိုရင်ကာကြီးခါဝဲကိုင်းကာကြီးငါစာလုံးစာလေးစာခွဲစာမစညတာဝန်မူဒီတတလင်းကြီးထောင်းဝင်မယ်ကတော့ဇရာထဲမှာရှိရဆိုပေမဲ့ကျမတို့တွေတိတ်တော့လဲတုံးနေတော့မရှိဘူးပေါ့လေထားပါတော့အဲ့ဒါကိုပစောက်တွေထားပေါ့ဒီအစီအစဉ်တိုင်းရှိတယ်အဲ့မှာကျမကခုနတော့ကျမတို့ရဲ့ vowel တွေကဒီလိုမျိုးလုံးကြီးတင်တို့တဝေးထိုးတို့ရက်ပလက်တာတို့ဒါတွေနဲ့ရက်ပလက်သက်တို့ရေးချတို့ရှေ့တဝေထိုးရေးချလုံးကြီးတဲ့ချောင်းငယ်နှစ်ချောင်းငယ်ဆိုပြီးတန်ပြေတွေနဲ့ရေးပြထားတယ်ပေါ့နော်တခြားတုံးနေတော့မထဲတော့များသွားမှာဆိုလို့အခြေခံအဖြစ်ဒီတန်ပေါ့အဲ့တော့သူတို့မှာကတော့အဲ့ဒါကို r e u ရဲ့ o လို့ပြောတယ်ကျမတို့မှာကတော့9လုံးသူတို့ကတော့9လုံးရှိတယ်ပေါ့နော်အဲ့တော့အပေါ်ဆုံးတန်းကတော့ vowel တန်းပြီးသွားရင် consonants တွေလာတယ်ဆိုရင်ကြည့်အောင် k တဲ့ကျမတို့မှာလည်းကာကြီးတန်းပြီးရင် s တဲ့စလုံးပဲတာဝင်းမူတီတန်းပြီးရင်နငယ်နငယ်ရရှိတယ်ဒါပေမဲ့ကျမတို့ကတမှာပြီးသွားလို့ရှင်ပလာတာဒါပေမဲ့သူတို့က nasal voice ဖြစ်တဲ့နှာခေါင်းတဲ့နာရဲ့ပြီးရင်ရင်ခေါင်းတဲ့ h တွေဒါတွေကိုနောက်ထပ်အတန်းသစ်တွေထွင်ထားပြီးတော့မဆိုလည်းအတန်းသစ်ရှိတယ်ပြီးရင်ရပလက်ရကောက်ရှိမယ်ပြီးရင်ရဆိုတဲ့အတန်းရှိတယ်ပြီးသွားရင် w ဆိုတော့ဝအတန်းရှိတယ်သူတို့မှာတအတန်းမရှိဘူးဒါကြောင့်တကိုသုံးဖို့လိုလာပြီဆိုသူတို့တအတန်းနဲ့ပဲပြောမယ်တနဲ့တနဲ့မကွဲဘူးပေါ့နော်ပြီးရင်သူတို့မှာ l တန်မရှိဘူးလတန်မရှိတော့သူတို့ရဆိုပြီးတော့r တန်နဲ့တွဲပြီးသုံးမယ်ပေါ့နော်โอเคဒီလာကလေးလာကြီးကတော့ l တန်ကျမတို့မှာရှိတယ်သူတို့မှာမရှိဘူးပေါ့နော်โอเคဒီဇယားကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့မှာဂါငယ်ဂါကြီးဆိုတဲ့ g တန်နေဇာခွဲစမြင်ဆွဲဆိုတဲ့အတန်နေဓာတွေတို့ဓာတန်နေမရှိတာကိုတွေ့ရမယ်ဘာတန်တို့ပတန်တို့ဒီအတန်တွေကမရှိတာလားဆိုတော့ဟုတ်တော့မဟုတ်ဘူးသူတို့ကရှိတယ်ဘယ်လိုရှိတာလဲဆိုတော့သူတို့ကခုနကျမတို့လှုပ်ထားတဲ့46စလုံး46လုံးရှိတဲ့ပြီးတရဇယားကိုမှနောက်ထပ်အခရာကတော့အတူတူပဲ sample လေးတွေထည့်ပြီးတော့အတန်ကိုပြင်းထားတဲ့ဇယားတစ်ခုကိုထပ်ပြီးတော့သူတို့ကလေ့လာတယ်ဥပမာကျမတို့ဆိုရင်ကကြီးမှများတကယ်လို့နောက်ပြထိန်ကဲလို့အတန်ထွက်မှာပေါ့ရှင်ကကြီးတန်ကတော့ကကြီးတန်အဲ့လိုပဲသူတို့ကလည်းခဆိုတဲ့အတန်မှာဒီလိုအတုံးလေးနှစ်တုံးချစ်လိုက်တယ်အချစ်ကလေးလက်မတို့ဘာလို့ရေးတဲ့အခါမှာတုံးတဲ့အချစ်အဲ့ဒါဂျပန်လိုတန်းလို့ခေါ်တော့ဂျပန်လိုပဲပြောလိုက်မယ်တန်းလေးနှစ်ခုပါတော့တန်းပေါ့โอเคတန်းပါတယ်ဆိုရင်သူတို့ကအတန်ရိုးကနေပြီးတော့ကခဆိုတဲ့အတန်ကနေဂဆိုတဲ့အတန်ကိုပြင်းပြီးတော့ဆိုလိုက်မယ်စဆိုရင်ဇလို့ဆိုလိုက်မယ်တဆိုရင်ဒါလို့ဆိုလိုက်မယ်နောက်တစ်ခါကျမတို့ဒီထဲကနေပြီးတော့ဟာလို့ခေါ်တဲ့ရင်ဘတ်ထဲကထွက်လာတဲ့အတန်ကိုသူတို့ကဘဆိုပြီးတော့နှာခမ်းကို
ဖိပြီးတော့ထွက်လိုက်တာ ਨੇ ဖဆိုပြီးတော့နှာခမ်းကိုဖော့ပြီးထွက်လိုက်တာ ਨੇ အဖိအဖော့ပေါ်မှာအပြင်းနဲ့တဝက်ပြင်းဆိုပြီးတော့နှစ်ခုခွဲလိုက်တယ်ဒါကြောင့်ခုန happy dance လို့ကျွန်မပြောခဲ့တဲ့အတန်းမှာကတော့အတန်2မျိုးကွဲသွားပြီးတော့တစ်ခုကပြင်းတယ်တစ်ခုကအဲ့လောက်မပြင်းဘူးဆိုတဲ့အတန်နှစ်ခုထွက်လာတဲ့အတွက်ကြောင့်ကျမတို့ဇယားနဲ့သူတို့နဲ့တူသွားပြီအဲ့တော့ဒီဇယားကိုကျမတို့အလွတ်ကျက်မယ်ဆိုလို့ရှိရင်ကာကြီးခါကွေးတိုင်းပဲဆိုရင် KST လို့3ခုမှတ်ထားပြီးလို့ရှိရင်နာတန်လာပြီးကျမတို့ happy line လာတယ်ပေါ့နော်အဲ့လိုလေးမှတ်တာပေါ့အဲ့ဒါမှမဟုတ်ရင်လည်းကျမတို့အခါစတနာဟာမယရဝဆိုပြီးတော့ဒီတရပါတခါတည်းထည့်ပြီးအခါစတနာဟာမယရဝဆိုအလွတ်ကျက်ပြီးတော့ဒီအလုံးတွေဖြည့်သွားရင်လည်းရတယ်ကျမတို့မှာရှိတဲ့ဂါငယ်ဂါကြီးတွေအတန်တွေကသူတို့အတွက်ကနောက်ထပ်ဇယားတစ်ခုလုပ်တယ်ဒါဆိုရင်အခရာကအတူတူပဲ sample လေးပဲကွာသွားရင်အတန်လဲကွာပြီဆိုတာကိုကျမတို့သတိထားဖို့လိုတယ်ဒီရိုးရိုးကနဲ့ဒီတန်တန်လေးပါနေတဲ့အတန်ကမတူဘူးနောက်တစ်ခါဒီ happy line ကနှစ်မျိုးကွဲသွားတယ်ဆိုပေမဲ့မူရင်းအခရာကတော့ဒီပုံစံပဲတွေ့ရမယ်သူ့မှာရှိတဲ့ sample သင်္ကေတလေးကတော့တန်တန်လေးကနေမာရုလို့ခေါ်တဲ့ degree လိုမျိုးအလုံးလေးပြောင်းသွားတယ်အဲ့တော့တန်တန်လေးပါရင်ဘမာရုလေးပါရင်ပဘာမှမပိုင်ဟာဆိုပြီးတော့ဒီငါးလုံးလေးကိုပဲပတ်သုံးတာကျမတို့လည်းပဲဒီပထမဆုံးမြန်မာကြီးတွေကဒီအတန်တွေကိုအလုံးလေးတင်မယ်အဲ့အလုံးလေးမှာစံခတ်ကလေးပါမယ်အဲ့ဒါစံခတ်ပါရင် e အလုံးလေးမှာစံခတ်မပါရင် e ဆိုပြီးကျမတို့လည်းအဲ့လိုသင်္ကေတနဲ့ခွဲတယ်လို့ပဲသူတို့လည်းပဲအတန်ကိုသင်္ကေတနဲ့ခွဲလိုက်ပြီးတော့မူရင်းအခရာကိုတော့ဒါပဲပြန်သုံးတာပေါ့နော်အဲ့တော့အတန်လေးလာတဲ့သူတွေကဒါကိုတန့်စင်တဲ့အတန်လို့ခေါ်ပြီးတော့ဒီဘက်ကအတန်ထဲမှာblack arrow နဲ့အတန်လေးတွေကိုတန်ပြင်းတဲ့ဒီဘက်က brown arrow လေးကိုတော့အတန်တဝက်ပြင်းတဲ့အတန်တဝက်ပြင်းအလုံးပေါင်းမှာ9လုံးနဲ့ရှိတယ်အဲ့တော့တချို့ကပြောတယ်တီချေဒီပါအတန်တဝက်ပဲပြင်းတာလားဟာရောဘာရောလို့ပြောတယ်ဘာနဲ့ပါနဲ့ကိုသိကျင်နေဆိုရင်လေ့လာကြည့်လို့ရတယ်တစ်ရှူးလေးနဲ့အုပ်ရင်ပဲဖြစ်ပဆိုရင်ဘလောက်အော်တစ်ရှူးကပါဇက်ရှိမှာမှတ်လို့ဘူးဘာဆိုရင်တော့လေတွေထွက်ပြီးတော့လှုပ်တယ်ပေါ့နော်sorry ကျမတို့ကလေဒီaspiration ဘယ်လိုပြောမလဲ voice နဲ့ voiceless ဆိုပြီးကျမတို့မှာနှစ်တန်ရှိတယ်အဲ့ဒါတခုပြောဖို့မေးကခစဆိုပြီးကျမတို့မှာလေနှစ်တန်ရှိတယ်တခြားဘာသာတွေမှာဘယ်သူမှ K တန်ကိုနှစ်ခုမခွဲဘူး S တန်လည်းနှစ်ခုမခွဲဘူးတနဲ့ထနဲ့လည်းမခွဲကျမတို့ပဲခွဲတာမလို့ကျမတို့ရဲ့ဘာသာရဲ့ထူးခြားချက်အနေနဲ့ဒီဟာ tissue နဲ့စမ်းပြီးတော့လေထွက်တာမထွက်တာဆိုပြီးကျမတို့ခွဲတယ်ပေါ့နော်ဒီကောင်ကကြတော့အတန်ပြင်းနေပေါ့နော် voice တွေပေါ့အဲ့တော့ဒီကောင်လည်းပဲ voice တွေဆိုတော့ကျမတို့ ਨੇ အတူတူပါပဲအဲ့တော့ P နဲ့ B ဟာ H line တစ် line နဲ့လာတယ်ဆိုတာလေးကိုမှတ်ထားပေးပါခဲ့ဒါဆိုရင်ကျမကအခုသင်တဲ့ထဲမှာဒီအတန်တွေကတော့စုံတော့ရှိပြီဆိုပေမဲ့ sample တွေအကြောင်းနည်းနည်းပြောချင်သေးတယ်အဲ့တော့ရိုးရိုးကျမတို့46အခရာ46ခုကို master လုပ်လိုက်မယ်master လုပ်လိုက်မယ်ဆိုအားလုံးတည်တည်ချာချာလေ့ကျင့်လိုက်မယ်YouTube မှာလည်း native ရဲ့အတန်တွေကိုတွားနှားထောင်လိုက်မယ်ဆို okay လူတွေအားလုံးကဒီ46လုံးကိုရသွားပြီဆိုရင်နောက်တစ်ဆင့်ကဘာလုပ်လဲဆိုတော့တခြားအတန်တွေကိုသိဖို့တော့ကျမတို့ sample တွေကိုသင်္ကေတတွေကိုလေ့လာရမှာဖြစ်တယ်အဲ့ဒီသင်္ကေတပါလာဆိုရင်ခုနက46တန်အဲ့46တန်အတိုင်းမဟုတ်ဘဲနဲ့အတန်တွေပြောင်းကုန်လိမ့်မယ်ဘယ်လိုပြောင်းမလဲဆိုတော့ဆက်ပြီးကြည့်အောင်အဲ့တော့တန်ပြင်းလို့ခေါ်တဲ့ဓာတ်ခွန်းကိုဆိုရင်ခုနကကျွန်မပြောခဲ့တဲ့တန်တန်လေးပါလာတာနဲ့ကြည့်ပြီးတော့ဒါဟာငါလေ့လာခဲ့တဲ့46တန်နဲ့ခတော့ခပဲတန်တန်လေးပါရင်ငါဂလို့ထွက်လိုက်မယ်ရှိပဲတန်တန်လေးပါရင်ဂျီထွက်လိုက်မယ်စုဇဟက်ဘက်ဟုတ်ဘုတ်ဆိုပြီးလောက်လိုက်မယ်အကယ်၍မာရုလို့ခေါ်တဲ့အလုံးလေးပေါ့နော်ဒီဂျပန်အလံမှာဆိုလဲမာရုအလုံးလေးပါတယ်အဲ့ဒါကိုတော့အတန်တဝက်ပြင်းရဲ့သင်္ကေတလို့မှတ်ထားပြီးတော့ပါပီပူဘက်ပို့ဆိုပြီး9လုံးနဲ့ရှိလို့ကျွန်မ bracket လောက်ထားတယ်ဒီအလုံးလေးနဲ့တွေ့ရမယ်အခရာကျွန်မတို့မှာ9လုံးပဲရှိတယ်ဂျပန်စာမှာလေဒါကတော့တခြား KST အကုန်လုံးကိုတန်ပြင်းလုပ်လို့ရတော့အများကြီးပဲကျွန်မဒီမှာဒီလောက်ပဲနမူနာပြောရမယ်နောက်တစ်ခုကအတန်တွေရောတာတဲ့ရှိသေးတယ်တဲ့အတန်မျိုးစာ6မျိုးဖြစ်ရမယ်ပြီးရင်အတန်တွေကိုရှေ့ကြီးဆွဲထုတ်ပလိုက်မယ်ပြီးရင်အတန်ကိုရက်မယ်ပြီးရင်အသက်တန်လေးထည့်မယ်ဆိုပြီးတော့နောက်ထပ်အတန်တွေရှိတယ်အဲ့အတန်ရောတဲ့အခါကျရင်ရောထားမှဘယ်လို sample နဲ့သိရမလဲဆိုရင်ခုန46တန်နဲ့ရပဲစလုံးကိုအရွယ်တူမရေးတော့ဘူးတလုံးကြီးတလုံးသေးရေးမယ်အဲ့ဒီအသေးထဲမှာကရယူရော့ဆိုတဲ့3ခုပဲရှိတဲ့တန်အကောင်တွေပဲပါမယ်ကျန်တာဘယ်သူမှမပါပြီးရင်အရှိရစလုံးကြီးတွေကလည်းပဲ column နဲ့ပြောမယ်ဆို e column ပဲပါမယ်တခြားဟာမပါအဲ့တော့ e column နဲ့ရယူရောနဲ့ပေါင်းပြီးအတန်တွေရောပြီးတော့ထွက်တယ်အဲ့ဒါကိုကျမကမြန်မာစာနဲ့နှိုင်းယှဉ်ပြရမယ်ဆိုကျမတို့မှလည်းမကိုရက်ရက်ထဲထဲရပ်ပင်းထဲထဲမြဖြစ်တယ်
ပြီးသွားလို့ရှိရင်ကျမတို့ကဝတ်ဆွဲတွေဟတ်ထိုးတွေထည့်တဲ့ပြင်အဲ့ဝတ်ဆွဲရောဟတ်ထိုးရောထည့်ပြီးရှိုးရည်တွေပါတယ်မှုရည်တွေပါတယ်လုပ်လို့ရသေးတယ်အဲ့လိုပဲသူတို့ကလည်းအဲ့လိုအသက်ကလေးတွေရပ်ပင့်ရက်ရည်ဝတ်ဆွဲဟတ်ထိုးလိုမျိုးလုပ်မဲ့ကောင်ဟာရယူရော့ဆိုတဲ့၃ကောင်ရှိတယ်ဒါကြောင့်သူဟာမူရင်း46တန်နဲ့က K လိုင်းနဲ့ခိနဲ့သွားပေါင်းလို့ရှိရင်ခိရဆိုတာခရဖြစ်သွားမယ် G နဲ့ပေါင်းမယ်အတန်ပြင်းနဲ့ဆိုရင် G U ဆိုဂျုဖြစ်သွားမယ်ဖိရော့ဆိုဖြော့ဖြစ်သွားမယ်အတန်တွေကိုရောလိုက်တဲ့အတွက်ကြောင့်ဒီမှာ alphabet က3လုံးပဲရှိတော့မယ်ခိရဆိုပြီးနှလုံးဖတ်တာနဲ့ခရလို့နှလုံးဖတ်တာအဓိပ္ပာယ်မတူတော့ပိရော့နဲ့ပြော့ဆိုပြီးတော့မတူတော့ဘူးဒါကြောင့်မလို့ကျမတို့မှာအတန်တွေကိုရောဖတ်တဲ့သင်္ကေတအနေနဲ့တစ်လုံးကြီးတစ်လုံးသေးလို့မှတ်ထားဖို့လိုမယ်နောက်တစ်ခုကအတန်တွေကိုဆွဲထုတ်ပြီးရှည်တယ်ကျမတို့ဆိုရင်တော့အတန်ရှည်တယ်ဆိုတာတုံးနဲ့ပြောရင် number 3တော့အာဆိုဝေးစားနှလုံးပေါက်အီဆိုဝေးစားနှလုံးပေါက်ထည့်တယ်အိုဝေးစားနှလုံးပေါက်ထည့်တယ်ဒါပေမဲ့အော်မှာတော့ရှေ့ထိုးပါတာနဲ့မပါတာနဲ့ခွဲတယ်အဲမှာလည်းရပ်ပလက်နဲ့နောက်ပြစ်နဲ့ကျမတို့ခွဲထားတယ်အဲ့တော့ကျမတို့ရဲ့ number 3တုံးတန်ပေါ့နော်အကြမ်းမြင်ဝေးစားနှလုံးပေါက်တန်လို့ပြောတယ်အဲ့ဒီဝေးစားနှလုံးပေါက်တန်ဖြစ်ပြောင်းသွားတဲ့အဓိကအကြောင်းရင်းကဘာလဲဆိုရင်သူတို့ရဲ့တရတွေပူးလို့ပါတယ်တရက9လုံးရှိတော့အာပူရင်အာလို့ဖတ်မယ်အီပူရင်အီဥဆိုရင်ဥအဲဆိုအိုဆိုအိုကျမတို့ရဲ့တုံးနံပါတ်3အတန်နေဖြစ်သွားမယ်အဲ့ထဲမှာ9လုံးပဲပူတာလားဆိုတော့မဟုတ်ဘူး E နဲ့ I လည်းပူသေးတယ်အတန်ထွက်နီးတဲ့အတန်နှစ်တန်ကျမနာမည်ဆိုရင်ဒါကြောင့်မလို့ကျမနဲ့ပေါ့နောက်တစ်ခါ O နဲ့ U နဲ့လည်းပူလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ကျမတို့က O လို့ကျမတို့ကပူတယ်ပေါ့နော် O ဆိုပြီးတော့ပူတယ်ခေတာဆိုလို့ရှိရင်ကျမတို့ကတရချင်းပူလို့ရှိရင်ဝေးစားနှလုံးပေါက်တန်လို့မှတ်ထားပေးပါအခရာကတော့တင်ပြီးတဲ့သူတွေဆိုတော့နားလည်းမတင်ရသေးတဲ့သူတွေဆိုတော့ဒီအခရာ46လုံးအရင်လေ့ကျင့်ပြီးတော့မှဒီလိုအတန်လေးတွေပူရင်အတန်ကဝေးစားနှလုံးပေါက်တန်ပါလားလို့မှတ်ထားပေးပါတခါတလေနိုင်ငံခြားဘာသာစကားလုံးတွေကိုသူတို့သုံးတဲ့အခါမှာပူစရာကိုဒီ hyphen လို့ minus လို့သင်္ကေတလေးသုံးတတ်ပါတယ်နောက်တစ်ခုကကျမတို့အတန်ကိုရက်ပြီးတော့ထွက်တဲ့စုခွန်းဆိုတာရှိပါတယ်ဒီစုခွန်းအတွက်သင်္ကေတကတော့ silent အတန်မပါတော့ small သေးငယ်တော့จุတာချီစုရဲ့จุလေးကိုသူတို့သုံးလို့ရှိတယ်ဒီจุဆိုတဲ့အခရာလေးကသင်ပြီးတဲ့သူတွေဆိုရင်တော့သိမယ်မသင်ရသေးရင်မြင်းဖင်လေးလို့ကုန်းလေးပေါ့နော်အဲ့ဒါကိုကျမတို့ကbig one နဲ့မရေးပဲနဲ့သေးသေးလေးပဲအနောက်မှာလာပြီးထည့်လိုက်တာဒါလေးထည့်လိုက်တယ်ဆိုရင်ကျမတို့ရဲ့အတန်တွေကဘယ်လိုဖြစ်သွားမလဲဆိုရင်အပေါ်ဆုံးက GA ဂဆိုတဲ့အတန်က guts key ဆိုရင် kiss TSU တွေပေါင်းကုန်ပြီးလေထွက်ကုန်ချီရော့ဆိုတဲ့အတန်ရောကိုလည်းလာတက်လို့ရတယ်အဲ့ဒါဆိုလဲ chots ဆိုပြီးလေတွေထွက်ကုန်မယ်ဒါပေမဲ့သူတို့တွေကိုကျမတို့ alphabet နဲ့ရေးကြည့်တဲ့အခါကျရင်တွေ့ရမယ်အမျိုးအစားကတဲ့ KSTP ဆိုတဲ့လေးလုံးမှာပဲတွေ့ရမယ်တဲ့အဲ့ဒါက KSTP ဘာလို့ဖြစ်ရလဲဆိုတော့ကျမတို့ရဲ့မြန်မာဘာသာမှာလည်းပဲကတ္တစတ္တတတ္တပတ်တဆိုတဲ့စလုံးတွေရှိတယ်နော်အဲ့တော့ဥပမာအပေါ်ကိုတက်တဲ့လှေကားတက်တဲ့အတန်ဆိုရင်တာဝန်မူရေးကတ္တတက်ဘာသာရပ်တစ်ခုကိုသင်ယူလို့တက်မြောက်တယ်ဆိုရင်တာဝန်မူရေးတတ်တက်အင်ကြီးကျဲသီးတွေကြတော့တာဝန်မူရေးပတ်တက်ဒါပေမဲ့ကျမတို့ခွဲလို့မရအောင်နော်တက်ဆိုဘာနဲ့စုံမှန်းမသိတစ်ဆိုလို့ရှင်အတန်ပြောင်းသွားတာလေအခုကျမတို့ကအဲ့ဒီဘီးတန်တွေပေါ့နော် KSTP ဆိုတဲ့ဘီးတန်တွေကျမတို့မှာfile ထဲမှာပျောက်နေဒါပေမဲ့အင်္ဂလိပ်စာကိုလေ့လာဖို့ရင်သိမှာပါကျမတို့အင်္ဂလိပ်စာမှာဆိုရင်အခုတည်း final တွေကထွက်တော့မယ်လေ LOOK ဆို look ဆိုပြီး K တန်လေးထည့်ရလေ YES yes ပြီးတဲ့ခါကျတော့ T နဲ့စုံတာဘာစလုံးရှိမလဲ eat ပြီးတဲ့ခါကျ P နဲ့စုံတာဆို POP pop အဲ့ဒီအတန်တွေကသူတို့မှာ final ခုတည်းရှိပြီကျမတို့မှာမရှိရတော့ကျမတို့အင်္ဂလိပ်စာသုံးရင်အဲ့ final ကိုသတိမထားရင်ကျမတို့ပါဇက်တွေအလွယ်တကူမထွက်လို့လေအင်္ဂလိပ်စာမပီတာတွေရှိတယ်ပေါ့နော်အဲ့ဒီသဘောမျိုးနဲ့ကတ္တစတ္တတတ္တပတ်တဆိုပြီးတော့မှတ်ဒါမှမဟုတ်ရင် vowel မဟုတ်တဲ့ဘီးတွေပေါ့နော် KSTP တွေပဲဖြစ်ပူးတာကိုပဲဖြစ်အဲ့လိုအတန်မျိုးဖြစ်လာပြီဆိုရင်သူတို့ကအလဲမှာအဲ့ဒီ TSU လေးကိုထည့်ရတယ်ဒါပေမဲ့ TSU အတွက်တော့အတန်ကိုထုတ်เสียမလိုဘူးဒါပေမဲ့အဲ့လိုဘီးတွေပူးပြီးဆိုရင်သူတို့က TSU သေးသေးလေးပေါ့ချီစိုက်လို့ခေါ်တယ်အဲ့ဒါလေးကိုတုံးတယ်လို့မှတ်ထားပေးပါအတန်ထွက်တဲ့ခါကျရင်သူ့နေရာကို silent အနေနဲ့ထွက်လို့ရတယ်
Okay နောက်တစ်ခုကကြတော့နောက်ဆုံးအတန်ပေါ့နော်သူကကြတော့ဒီ46လုံးနဲ့ကနောက်ဆုံးနံပါတ်6အလုံးပေါ့ရေးရင်လလို့ဟာလေးမှာထိတ်မှာချောင်းလေးနဲ့တက်ထားတဲ့ဟာမျိုးလေးနဲ့ရေးတယ်ပေါ့နော် triangle shape ကလေးနဲ့အဲ့ဒီကောင်ကို Hudson လို့ခေါ်ပါတယ်အသက်တန်လို့ကျွန်မအလွယ်တကူပြောလိုက်တာပေါ့နော်ဘာလို့လဲဆိုတော့သူက n ဆိုတဲ့စလုံးပေါ့ type ရေးရင်တော့ typing ရိုက်ရင်တော့ဒါ n သေးသေးလေးနှလုံးထပ်ရိုက်မှဒီစလုံးပေါ်တယ်ပေါ့နော်အဲ့ဒါကအပေါ်မှာရှိတယ်အတန်ပြင်းပဲဖြစ်ဖြစ်အတန်တဝက်ပြင်းဖြစ်တန်ရောတောင်သူတို့လိုက်ပြီးတော့ပေါင်းတယ်ပေါ့နော်တန်ရက်နဲ့တန်ရှည်တော့မပေါင်းဥပမာတရတန်ဖြစ်တဲ့အကိုနတ်တက်နဲ့ဆိုရင် an ဖြစ်မယ်E ကိုဆိုရင် in ငတ်တက်တန်ဖြစ်သွားမယ်နော်ဒီမှာကျွန်မငတ်တက်ထဲပုံမယ်ဥဆိုရင်ဆိုနတ်တက်တန်ဖြစ်သွားမယ် n နတ်တက်ပဲနော်နတ်တက်ပဲနော်အဲ့တော့အဲ့ဒီအတက်တန်လေးကိုတော့ကျမတို့က Hudson လို့ခေါ်ပါတယ်ဒါကြောင့်40နဲ့6လုံးပဲအခရာတင်နေဆိုပေမဲ့အတန်တွေကတော့စင့်ပွားပြီးတော့အမျိုးအစား6မျိုးအနေနဲ့လေ့လာရမှာဖြစ်ပါတယ် Okayဒါဆိုရင်အနှစ်ချုပ်ပေါ့နော်ညီကုန်းချုပ်အနေနဲ့ပြောမယ်ဆိုရင်ကျမတို့က R E U A O ဆိုတဲ့ဂျပန်တရာ5လုံးပဲရှိတယ်အဲ့5လုံးကျမတို့ဒီနေ့လေ့လာလိုက်တယ်မြန်မာတရာ E A A R O O U ဆိုတဲ့အတန်နေနဲ့9လုံးနဲ့နှိုင်းရှင်လေ့လာတယ်ဒီနေရာမှာအဆိုတဲ့အတန်ကကျမတို့မှာရှိတယ်သူတို့လည်းရှိတယ်ကျမတို့ကပါဇက်အလောက်မဟာဘူးသူတို့ကပိုဟာတယ်ပြီးသွားလို့ရှိရင် e သူတို့လည်းရှိတယ်ကျမတို့လည်းရှိတယ်ကျမတို့တုံးလေးတော့ပြောင်းမယ် e လို့ပြောမလား e လို့ပြောမလားသူတို့ကတုံးမရှိဘူးဆိုတော့တာမန်ပဲပေါ့နော် r e ပြီးရင် u ဆိုကျမတို့မှာ3တန်ရှိပေမဲ့သူတို့ကတော့1တန်ပဲ u r e u ပြီးသွားရင် a ဆိုကျမတို့က a လား a လားလို့အရင်ပဲ confuse ဖြစ်တယ်ကျမတို့မှာ2တန်ရှိတာတကယ်တော့သူတို့က a လည်းမဟုတ်ဘူး a လည်းမဟုတ်ဘူးခုနကရှာစရာအရာပြောမယ်ဆိုသူတို့ကအလဲတန်လေး a ဆိုတဲ့အတန်လေးဒါကြောင့် a လို့လည်းမထွက်ပါနဲ့ a လို့လည်းပြီးပြီးသက်သက်မဟုတ် a ဂျားတန်လေးနဲ့ထွက်ပေးမယ်ပြီးရင် o လည်းပဲအဲ့လိုပါပဲ o လား o လားဆိုကျမတို့ကမသိဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့ကနှစ်ခုခွဲထားတော့သူတို့အတန်ကိုနားထောင်ရင်တချို့စလုံးလေးဆိုနာနီနူနေနော့ကြားပေမဲ့R E U A O ကြားပြန်အောင်အဲ့တော့လုံးကြီးတင်နဲ့ကြားလိုက်တဝေထိုးရေးချာနဲ့ကြားလိုက်ကျမတို့နာအဲ့လိုကြားပေမဲ့သူတို့ကတော့အဲ့နှစ်ခုရဲ့ကြားတဲ့ O ပဲရှိတယ်လို့သူတို့ကတော့ပြောတာပေါ့နော်။ Okay ကျမတို့မှာ9တန်ရှိတဲ့အတွက်ကြောင့်ကျမတို့သူတို့အတန်တွေကိုပို့ပြီးတော့ကြားနိုင်တယ်ပေါ့နော်။အဲ့တော့တန်စင်တဲ့အတန်ကျမတို့46တန်ဒီနေ့လေ့လာတယ်ပြီးရင်sample လေးနေနဲ့အတန်ပြင်းတယ်တဝက်ပြင်းတယ်အတန်တွေရောတယ်ပြီးရင်ကျမတို့မှာနတ်တငတ်သက်မတ်သက်ဆိုတဲ့အတက်ကလေးရှိတယ်ပေါ့နော်အဲ့ဒါကိုကျမတို့ဒီဗီဒီယိုမှာလေ့လာခဲ့တာဖြစ်ပါတယ်အဲ့တော့ basic အနေနဲ့အခုမှစပြီး beginner တယောက်အနေနဲ့ဆိုရင်ကျမအခုလောက်ရှင်းပြထားပြီဆိုရင်အတန်တွေကို YouTube မှာ native အတန်တွေနဲ့လေ့လာလိုက်မယ်ရေးတာလည်းပဲ native တွေကစုပ်တန်နဲ့ရောပေါ်ပင်နဲ့ရောခဲတန်နဲ့ရောအမျိုးမျိုးရေးထားတာတွေ YouTube မှာရှိပါတယ်ဒါကြောင့်ဒါတွေကိုလေ့လာလိုက်မယ်ဆိုရင်ကျမတို့ဟာ basicဖြစ်တဲ့အခြေခံအတန်180ကျော်နဲ့ပြီးတော့ရေးနည်းနဲ့ကိုတက်သွားပါပြီအဲ့တော့နောက်တစ်ဆင့်ကတော့ sentence တွေပဲရှိပါတော့တယ်အဲ့တော့ဒီဗီဒီယိုတနားရီနီးပါတော့ကြာမယ်ပေါ့နော်ဒီဗီဒီယိုကြည့်ပြီးပြီဆိုလို့ရှိရင်အားလုံးဟာbasic အခရာတွေအကုန်လုံးကိုအတန်လည်းတည်သွားမယ်ဟီရာကနာလို့ခေါ်တဲ့အခုမြင်နေရတဲ့အခရာတွေကိုလည်းတည်သွားပါမယ်နော်အဲ့တော့အတန်ကိုပြန်ဆက်ရမယ်ဆိုရင်ကျမတို့မှာတန့်စင်တဲ့အတန်က vowel 5လုံးရှိတယ် consonants 40ရှိတယ်45လုံးပြီးသွားရင်အသက်တန်လေးတစ်ခုထည့်လိုက်ရင်တန့်စင်သောအတန်46တန်ကိုအရင်လေ့လာပါပြီးသွားရင်အတန်ပြင်းကခုနကတော့ကာကြီးခါခွေစီရနဲ့ရှင်ပြီးတော့ကြည့်တဲ့အခါမှာကျမတို့က1 2 3 4လိုင်းရှိတော့အလုံး20ဖြစ်ရမှာဒါပေမဲ့အတန်ကချိနဲ့ရှိနဲ့ကိုပြင်းလိုက်ရင်ကြီးတွေကြီးပဲဖြစ်တယ်ဇနဲ့ဇူကလည်းဇူတွေကြီးပဲဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကအတန်တူနေတာကိုနှုတ်လိုက်ရင်18တန်ပဲရှိတယ်အလုံးကတော့20ရှိတယ်ဒီအောက်ဆုံးကပီလေးကိုတော့ကျမတို့ကအတန်တဝက်ပြင်းဆိုပြီးတော့အလုံးလေးနဲ့လေမာလူလေးနဲ့ရေးတယ်သူက9တန်ရှိတယ်အတန်တဝက်ပြင်းပြီးရင်ကျမတို့ကအတန်တွေကိုရောမယ်တဲ့ဘယ်သူနဲ့ရောမှာလဲဆိုရင်ရယူရော့ဆိုတဲ့3တန်းနဲ့ပဲရောမှာမလို့အလဲတွေမှာမရှိဘူးအဲ့3တန်းကတရနဲ့ရောမှာမဟုတ်ဘီးမှာမှ e column တစ်ခုတည်းနဲ့ရောမယ်e column ဆိုရင်တန်ပြင်းနဲ့ရောမှာပဲတူနေရင်တော့တစ်ခုပဲထားလို့ရတယ်အဲ့လိုရောလိုက်မယ်ဆိုရင်ကျမတို့ကတန်ပြင်း2မျိုးရှိတယ်ရိုးရိုးအရောနဲ့အတန်ပြင်းတွေကိုရောထားတဲ့တန်ရောဆိုပြီးတော့စုစုပေါင်းတန်ရောက33လုံးဖြစ်သွားမယ်ပြီးရင်ဒီအသက်ကလေးကဘယ်သူတွေကိုတတ်လို့ရလဲဆိုရင်45လုံးကိုလည်းတတ်လို့ရတယ်18လုံးကိုလည်းအသက်နဲ့တွဲလို့ရတယ် gun လို့
bean လို့ဖြစ်ကုန်မယ်ပြီးတော့ရင်ဒီပဲ့ပူပါပီပူပဲပေါ်ကိုလည်းအသက်နဲ့ထည့်လို့ရတယ်ပမ်ပီပူပဲပို့ဆိုပြီးဖြစ်လာမှာအဲ့တော့အသက်တွေကဒီအလုံးတွေကိုအကုန်လုံးတတ်လိုက်မယ်ဆိုရင်68လုံးထပ်ပြီးတော့ပါလာမယ်အားလုံးပေါင်း180ဒီနေရာမှာ question mark နဲ့ plus တွေဘာလို့ရေးတာလဲဆိုတန်ရောတွေကိုလည်းတက်တယ်အကုန်လုံးတော့သူတို့ခွန်းဆိုပြီးတော့မပြောဒါပေမဲ့ရှွန်းလို့ဂျန်လို့ချမ်းနဲ့ဆန်ကိုလေဘပီကလာနဲ့ချမ်းလို့ပြောတာနောက်ယုံကလေးတွေခေါ်ရင်သူတို့ပြုံးဆိုရမြည်တန်ဆွဲလေးတွေပြီးရင်ကြောင်လေးတွေကိုညှမ်းလို့ပြောတာလေးတွေပေါ့နော်အဲ့ဒါတွေကိုသူတို့အသက်ထည့်တယ်မျိုးကိုလည်းမြုံဆိုပြီးတော့အသက်ထည့်တယ်အဲ့တော့သူတို့မှာအသက်ထည့်တဲ့စက်လုံးအတန်အတွက်တွေရှိတယ်အကုန်လုံးတော့မဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်မ question mark နဲ့ plus နဲ့ကိုပေးထားတာအဲ့တော့ဒီဗီဒီယိုတနာရီနဲ့ဆုံးသွားပြီနော်အဲ့ဒါကိုကြည့်မယ်ဆိုရင်တော့ကျမတို့ကဟီရာကနာလို့ခေါ်တယ်သူတို့ရဲ့အတန်တွေကိုလေ့လာပြီးသားဖြစ်သွားပါပြီအားလုံးပဲကြည့်ရှုအားပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်